ဒီနေ့26ရက်6လပိုင်း2025ခုနှစ်နော်အဲ့ဒါဘုံဘုံတို့ဘလို့အကြောင်းအရာကိုပြောဖို့စဉ်းစားထားလို့ဆိုတော့ရှိခြင်းမရှိခြင်းနဲ့သိခြင်းမသိခြင်းတရားကောင်းစဉ်လေးဘယ်လိုလေးပေးပြီးတော့ပြောခြင်းနော်အခုပြောမယ့်တရားစကားတွေကဘုံဘုံတို့ရဲ့ကိုယ်ပိုင်အတွေးမြင်ကိုယ်ပိုင်အယူအဆဘာမှမပါဘူးမြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာကိုပဲတီးတန့်ပြောမှာပါနော်အဲ့တော့တရားနာပိဋကတို့ရဲ့စိတ်ထဲကဘုန်းကြီးပြောနေတာလို့အဲ့ဒါလို့အဲ့ဒီအမြင်လောက်နဲ့ရပ်မနေပဲနဲ့ဒါမြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာကိုဘုန်းကြီးကလုံးဝမလွဲချော်စေပဲနဲ့အတိအကျပြန်ပြောတာလို့အဲ့ဒါလိုလေးယုံကြည်မှုတိုးစေခြင်းလို့နော်ဘုန်းရဲ့စကားမဟုတ်ဘူးမြတ်စွာဘုရားရဲ့စကားရှိခြင်းမရှိခြင်းနဲ့သိခြင်းမသိခြင်းဘဝမှာအလွန်အရေးပါတဲ့စကားလုံးလေးတွေလို့ဘုန်းထင်ပါတယ်အားရရှိတယ်အားရရှိတို့တော့မရှိဘူးရှိတာမရှိတာနဲ့ပတ်သက်ပြီးတော့လည်းပဲအများကြီးပြောကြဆိုကြတွေးကြကြံကြတာတွေမရှိဘူးလားရှိတယ်ရှိတာမရှိတာတဲ့ပို့ပြီးတော့အရေးပါတဲ့စကားလုံးကသိခြင်းမသိခြင်းသိတာမသိတာကိုဘာတွေသိတယ်လဲဘာတွေမသိဘူးလဲအဲ့ဒါဘုံဘုံကရှိခြင်းမရှိခြင်းနဲ့ပတ်သက်ပြီးတော့သာဂရဝကတန်ယုတ်ပါဠိတော်မာရတန်ယုတ်ထဲမှာလာတဲ့မာနနဲ့မြတ်စွာဘုရားအချီချပြောထားတဲ့စကားနော်နန္ဒတိသုတ်တံဆိုပြီးတော့အဲ့ဒီမှာမှတ်တမ်းတင်ထားတာရှိအဲ့ဒါလေးကိုအခြေခံပြီးတော့ပြောသိခြင်းမသိခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့တန်ယုတ်မဟာဝါသစ္စာတန်ယုတ်ထဲမှာလာတဲ့ကောတိဂါမသုတ်တံဆိုတာကိုအခြေခံပြီးတော့ပြောနော်အဲ့တော့ရှိခြင်းမရှိခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့စပြီးတော့ပြောကြရအောင်အခါတစ်ပါးမြတ်စွာဘုရားဇေတဝန်ကျောင်းတိုက်တော်မှာသတင်းသုံးတော်မူစဉ်မြတ်စွာဘုရားရဲ့ထံမောက်ကိုမန္တရောက်လာပြီးတော့ဂါထာတစ်ပုဒ်ရွတ်ဆိုတယ်တဲ့သူ့ရဲ့အမြင်ကိုပြောတာနော်နန္ဒတိပုတ္တိဟိပုတ္တိမာဂောမာဂောဟိတထေဝနန္ဒတိဥပဒေဟိနရတနန္ဒနာနာဟိသောနန္ဒတိယောနိရူပတိမနပြောတဲ့စကားအဓိပ္ပာယ်မှာပြောလို့ဆိုတော့ပုတ္တိမာသာသမီရှိကြတဲ့ပုဂ္ဂိုလ်တွေဟာပုတ္တိဟိအဲ့ဒီရှိနေတဲ့သာသမီတွေကြောင့်နန္ဒတိအလွန်အမင်းတက်သက်ရတယ်ပျော်ရွှင်ရတယ်ကြည်နူးရတယ်သာသမီရှိတဲ့လူတွေဟာသာသမီတွေကြောင့်ပျော်ရတယ်တက်သက်ရတယ်ဂောမာဂောဟိတထေဝနန္ဒတိဂောမာနွားရှိတဲ့ပုဂ္ဂိုလ်တွေကလည်းဂောဟိအဲ့ဒီနွားတွေကြောင့်ပဲနန္ဒတိတက်သက်ရတယ်ပျော်ရွှင်ရတယ်သူပြောတဲ့ခေတ်အခါကာလကနွားဟာလွန်ကြီးမားတဲ့စီးပွားရေးတစ်ခုဖြစ်မယ်ထင်ပါတယ်နော်စီးပွားရေးကိုကိုစားပြုတဲ့စကားလုံးဖြစ်မယ်လို့ဘုံဘုံကတော့အဲ့လိုတွေးမိသာသမီရှိတဲ့လူတွေဟာသာသမီတွေကြောင့်နှစ်သက်ရတယ်ပျော်ရွှင်ရတယ်နွားရှိတဲ့လူတွေဟာနွားတွေကြောင့်နှစ်သက်ရတယ်ပျော်ရွှင်ရတယ်ဥပဒေဟိနရတနန္ဒနာဥပတိတရားတွေရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီဥပတိတရားတွေကြောင့်ပဲအဲ့ဒီလူသားဟာအလွန်မှနှစ်သက်ရတယ်ပျော်ရွှင်ရတယ်တော့ဥပတိဆိုတဲ့စကားလုံးလေးကတရားနာပိဋကရဲ့နားထဲမှာနည်းနည်းစိတ်ကောင်းစိတ်နေနိုင်ဥပတိနော်အခရာဥပါဇောက်ဓာတ်ချိုက်လုံကြီးတင်အဲ့လိုရေးတယ်ဥပတိဆိုတာဘာပြောတာလဲဆိုတော့ချမ်းသာခြင်းဆင်းရဲခြင်းတို့ရဲ့တရားလို့အဓိပ္ပာယ်ရတယ်ဥပတိတရား၄မျိုးရှိတယ်လို့ကျမ်းဂန်တွေထဲမှာဟောပြတယ်ကာမုပတိကာမဂုဏ်အာယုန်တွေကိုပြောတာခန္ဓုပတိခန္ဓာ၅ပါးကိုပြောတာကိလေသုပတိစိတ်ကိုပူလောင်စေတတ်တဲ့ကိလေသာတရားတွေကိုပြောတာအဘိသင်္ခါရုပတိဘဝတွေကိုကောင်းတဲ့ဘဝဆိုးတဲ့ဘဝတွေကိုဖြစ်စေတတ်တဲ့
ကောင်းသောကံမကောင်းသောကံကုသိုလ်ကံအကုသိုလ်ကံပုညာပိသင်္ခါရအပုညာပိသင်္ခါရအဲ့ဒါကိုပြောတာဥပရိတရားဘယ်နှမျိုးတော့၄မျိုးအနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင်ဘဝလို့ကြံမြင်လေးဘုံဘုံကတော့နားလည်စေခြင်းတယ်အဲ့တော့မနက်ကဘာပြောတာတော့ဥပရိဟိနရတ္တနန္ဒနာဥပရိတရားတွေကြောင့်လူသားတွေဟာနှစ်သက်ရတယ်ပျော်ရွှင်ရတယ်နာဟိသောနန္ဒတိယောနိရုပတိယောအကျင့်ပုဂ္ဂိုလ်သည်နိရုပတိဥပရိတရားမရှိသောထိုဥပရိတရားမရှိတဲ့ပုဂ္ဂိုလ်ဟာနာဟိနန္ဒတိဘယ်မှာလာနှစ်သက်ရမှာတော့ပျော်ရွှင်ရမှာတော့ပြန်ပြီးတော့မနက်ပြောတဲ့စကားလေးကိုပြန်ရှင်းအောင်နားထောင်ကြည့်နော်သာသမီရှိတဲ့လူတွေဟာသာသမီတွေကြောင့်နှစ်သက်ရတယ်နွားရှိတဲ့လူတွေဟာနွားတွေကြောင့်နှစ်သက်ရတယ်ဘဝလို့ဆိုတဲ့ခန္ဓာလို့ဆိုတဲ့ဥပရိတရားတွေရှိတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီဥပရိတရားတွေကြောင့်နှစ်သက်ရတယ်ပျော်ရွှင်ရတယ်ဘဝဆိုတဲ့ဥပရိတရားမရှိတဲ့ပုဂ္ဂိုလ်ဟာဘလို့လုပ်ပြီးတော့ပျော်ရမှာတော့နှစ်သက်ရမှာတော့ပျော်ရွှင်စရာနှစ်သက်စရာမရှိဘူးလို့အဲ့လိုပြောတယ်ဒါမနဲ့ရဲ့အမြင်တလုံးနဲ့အနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင်ပျော်ရတယ်ဆိုတဲ့အမြင်ပဲအဲ့ဒါတော့ရှိရင်ပျော်ရတယ်နှစ်သက်ရတယ်နန္တတိဆိုတာပျော်ရွှင်ရတယ်ကြည်နူးရတယ်နှစ်သက်ရတယ်ဟုတ်လားရှိခြင်းဟာပျော်ရွှင်မှုနှစ်သက်မှုကိုဖြစ်စေတယ်လို့သူကမြင်တာမရှိရင်မပျော်ရဘူးမနှစ်သက်ရဘူးဒါမနဲ့ရဲ့အမြင်နော်ပြီးရင်ဘုန်းဘုန်းတို့ဝေဖန်စီသိကြမယ်နော်မြတ်စွာဘုရားရဲ့အယူဝါဒဟာဝိပဿဝါဒလို့ကြားဦးတယ်မဟုတ်လားကြားဦးပါတယ်ဝိပဿဆိုတာပြောတာတော့ဝေဖန်ခံတယ်ဝေဖန်ရဆန်းစစ်ရပြောလိုက်တာကိုနားထောင်ပြီးတော့တောက်လျှောက်လက်ခံလိုက်တာမျိုးမြတ်စွာဘုရားမနှစ်သက်ဉာဏ်နဲ့စီစစ်ရမယ်ဝေဖန်ရအဲ့ဒါလိုမနက်ကမြတ်စွာဘုရားကိုပြောတဲ့အခါမှာမြတ်စွာဘုရားလည်းဂါထာတစ်ပုဒ်ပြန်ပြီးတော့ရွတ်ဆိုတယ်တဲ့ဒါတော့မြတ်စွာဘုရားရဲ့အမြင်ပေါ့သောစတိပုဒ္ဓေဟိပုဒ္ဓိမာဂောမာဂောဟိတထေဝနန္တတိဥပရိဟိနရတ္တသောစနာနာဟိသောစတိယောနိရုပတိအဓိပ္ပာယ်မှာပြောတာတော့ပုဒ္ဓိမာသာသမီရှိကြတဲ့ပုဂ္ဂိုလ်တွေဟာပုဒ္ဓိဟိအဲ့ဒီသာသမီတွေကြောင့်ပဲသောစတိပူပန်ရတယ်ဟောဒါမြတ်စွာဘုရားအမြင်နော်သာသမီရှိတဲ့လူတွေဟာသာသမီတွေကြောင့်ပူလောင်ရတယ်ပင်ပန်းရတယ်ဂောမာဂောဟိတထေဝနန္တတိတထေဝထို့အတူပဲတဲ့ဂောမာနွားရှိတဲ့ပုဂ္ဂိုလ်တွေဟာဂောဟိအဲ့ဒီနွားတွေကြောင့်ပဲနော်သောစတိပူပန်ရတယ်စိုးရင်ရတယ်ဥပရိဟိနရတ္တသောစနာဥပရိတရားတွေကြောင့်လူသားတွေဟာစိုးရင်ရတယ်ပူလောင်ရတယ်နာဟိသောစတိယောနိရုပတိဥပရိတရားတွေမရှိတော့ဘူးဥပရိတရားတွေချုပ်သွားပြီဘဝမရှိတော့ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဘာမှပူစရာစိုးရင်စရာမရှိတော့ဘူးတဲ့ဒါမြတ်စွာဘုရားအမြင်နော်အနှစ်ချုပ်ပြောမယ်ဆိုရင်သာသမီတွေရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီသာသမီတွေကြောင့်ကိုပဲပူနေရတယ်နွားရှိတဲ့လူတွေကအဲ့ဒီနွားတွေကြောင့်ကိုပဲပူနေရတယ်ဘဝဆိုတဲ့ဥပရိတရားကြောင့်တတ္တဝါတွေဟာပူလောင်နေကြရတယ်ဘဝဆိုတဲ့ဥပရိတရားချုပ်သွားမယ်ဆိုရင်တတ္တဝါတွေဟာပူလောင်စရာအကြောင်းရှိဘူးအဲ့တော့ရှိခြင်းမရှိခြင်းရဲ့အပေါ်မှာမနက်ရဲ့အမြင်နဲ့မြတ်စွာဘုရားရဲ့အမြင်ကိုဘုန်းတို့ဝေဖန်ကြည့်ကြမယ်ပေါ့နော်မနက်အမြင်ကိုလည်းပဲမနက်ပြောတာပဲဆိုပြီးတော့မစင်သားပဲနဲ့မှားတယ်လို့ပြောလို့မရဘူးသာသမီရှိတဲ့လူတွေဟာသာသမီကြောင့်ပြောရတယ်နှစ်သက်ရတယ်ဆိုတော့မှားသလားမမှားပါဘူးဟုတ်တယ်သူတို့ကြောင့်ပြောရတာနှစ်သက်ရတာမရှိဘူးလားရှိတာပေါ့ပြောလိုက်တာလို့တောင်မှနှုတ်ကချိုမြီးပြီးတော့ထင်ထင်ရှားရှားပျော်ရွှင်နှစ်သက်ခြင်းကိုခံစားရတာမရှိဘူးလားရှိပါတယ်။နွားအစရှိတဲ့စီးပွားရေးတွေကြောင့်စိတ်ထဲမှာနှစ်သက်ပြီးတော့ပြောရတာကိုမရှိဘူးလားရှိတယ်။နော်။အဲ့ဒါပြောတဲ့စကားမှားသလားမှားဘူး။ဒါပေမဲ့ तू က तू မြင်တဲ့ရှုထောင့်ကကြည့်ပြီးတော့ तू မြင်ပြတာဟုတ်လား။အဲ့လိုဆိုရင်မြတ်စွာဘုရားပြောတဲ့စကားကတော့မှားသလားလို့ဝေဖန်ကြည့်ပါဦး။သာသမီရှိတဲ့လူတွေကသာသမီတွေကြောင့်ပူရတယ်လောင်ရတယ်ပင်ပန်းရတယ်တခါတလေဆိုငိုတောင်ငိုရတယ်အဲ့ဒါကောမှားသလားမှန်တယ်နော်စီးပွားရေးတွေကြောင့်ပူရလောင်ရပင်ပန်းရတာကောမရှိဘူးလားဒီဆင်းရဲခြင်းချမ်းသာခြင်းရဲ့တရားလို့ဆိုတဲ့ဘဝလို့ဆိုတဲ့ဥပရိတရားတွေကြောင့်ဘုန်းတို့စိုးရိမ်နေရတယ်ပူလောင်နေရတယ်ပင်ပန်းနေရတယ်ငိုကြွေးနေရတယ်ဟုတ်လား
အဲ့ဒီလိုမြတ်စွာဘုရားပြောခဲ့တဲ့မြတ်စွာဘုရားမြင်ခဲ့တဲ့အမြင်ဟာမှားသလားမှားအဲ့လိုဆိုလို့ရှိရင်မနကဘာကိုမြင်တာတော့ရှိခြင်းရဲ့ပျော်ရွှင်ရတယ်ဆိုတဲ့ကောင်းတဲ့အချက်ကိုမြင်ပြတာမြတ်စွာဘုရားကတော့ရှိခြင်းရဲ့ပူလောင်ရတယ်လို့ဆိုတဲ့မကောင်းတဲ့အချက်ကိုမြင်ပြတာသူလည်းသူရှုတော်နဲ့သူမှန်တယ်မြတ်စွာဘုရားလည်းမြတ်စွာဘုရားရှုတော်ကနေမှန်တယ်အဲ့လိုဆိုလို့ရှိရင်ဘုန်းဘုန်းတို့ဘယ်ရာကိုဘုန်းဘုန်းတို့မြင်တာကပို့ပြီးတော့အကျိုးရှိစေမလဲဆိုတဲ့အပိုင်းနဲ့ဝေဖန်ကြည့်ကြမယ်ဟုတ်လားဒီနေရာမှာရှိခြင်းမရှိခြင်းဟိုတနေ့ကဘုန်းဘုန်းစီကိုတကား3ယောက်တကားရင်းနှီးတဲ့တကား1ယောက်ကတကား2ယောက်ကိုခေါ်လာတာပေါ့လေတငယ်ချင်းလေးဆိုတော့ဘုန်းဘုန်းကိုတရားလေးနားရတော့ရောက်လာကြဒီတငယ်ချင်းကသာသမီရှိတယ်ဗျာတဲ့ဒီတယောက်ကတော့သာသမီမထွန်းကားဘူးတဲ့အဲ့လိုပြောတော့ဘုန်းဘုန်းကဒီအကြောင်းအရာကိုပြောပြတယ်နော်ရှိခြင်းမှာလည်းပဲအကောင်းဆိုးတွန်တွဲနေတယ်မရှိခြင်းမှာလည်းအကောင်းဆိုးတွန်တွဲနေတယ်ရှိခြင်းမှာလည်းပဲအကောင်းကြီးမဟုတ်အဆိုးကြီးတယ်လည်းမဟုတ်အကောင်းဆိုးတွဲနေတယ်မရှိခြင်းမှာလည်းပဲဘုန်းဘုန်းတို့အကောင်းဆိုးတွဲတယ်ဒါပေမဲ့ဘုန်းဘုန်းတို့ရဲ့စိတ်ထဲမှာမတိပတာဆွဲနေတဲ့အဆွဲတစ်ခုကရှိရင်ကောင်းမယ်ကြီးထင်နေတဲ့အထင်မရှိရင်မကောင်းဘူးပဲထင်နေတယ်အဲ့ဒါလေးကိုဘုန်းဘုန်းတို့တဲ့ဖို့လိုမယ်နော်ရှိခြင်းမှာလည်းပဲဘာလို့အကောင်းဆိုးတွဲတယ်မရှိခြင်းမှာလည်းပဲအကောင်းဆိုးတွဲတယ်ဒီအဆင့်ထိတော့ဘုန်းဘုန်းတို့တော်တော်များများကတွေးလဲတွေးဘူးတယ်လက်လဲခံပါတယ်ဟုတ်တယ်ရှိနေတာလဲကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိမရှိတော့လည်းပဲသာသမီမရှိတော့ကြည်လာတော့ကိုယ်စုကပြုစုမလို့ဟာတကားလည်းမကောင်းတဲ့အပိုင်းရှိတာပဲလေဟုတ်လားရှိတော့လည်းပဲမကောင်းတဲ့အပိုင်းရှိတာအဲ့တော့ဘုံကဆက်စဉ်းစားနေကြတာကအကောင်းဆိုးတွဲနေတယ်ဆိုတဲ့အထိကျုပ်တို့လက်ခံတယ်နော်အဲ့လိုဆိုလို့ရှိရင်ကျုပ်တို့ဘာဆက်ပြီးတော့နားလည်ဖို့လိုမလို့ဆိုတော့အကောင်းဆိုးတွဲတာတော့ဟုတ်ပြီအကောင်းကဘလောက်လဲအဆိုးကဘလောက်လဲပမာဏအဲ့ဒါအရေးကြီးဟုတ်လားဆွဲကြမှာဆိုနှမ်းတောင်ကြီးတောင်ထဲမှာအဖြူစီလေးက20 30ပဲပါတယ်ကျန်တာတွေကအမဲလေးကြီးဆိုကြပါစို့အဲ့ဒါဆိုရင်ဒီနှမ်းတောင်ကြီးကိုဘုန်းဘုန်းတို့ဘယ်လိုပြောမှာတော့နှမ်းမဲတွေလို့ပဲပြောတော့မယ်အဖြူကမပါဘူးတော့မဟုတ်ဘူးပါတယ်ဘလောက်ပါတော့20 30ပဲပါမှာနော်အဲ့တော့အဖြူမပါဘူးလို့တော့ပြောလို့တော့မရဘူးအဖြူပါတော့ပါတယ်ဒါပေမဲ့အလွန်နည်းတဲ့ပမာဏဟုတ်လားတခါဒီနှမ်းတောင်းကြီးမှာတော့အဖြူတွေကြီးပဲအမဲက20 30ပဲပါတယ်ဆိုရပါစို့အမဲမပါဘူးလို့တော့ပြောလို့မရဘူးပါတော့ပါတယ်သို့တော့အဖြူများတဲ့အတွက်ကြောင့်နှမ်းဖြူတွေလို့ပဲပြောကြတယ်ဟုတ်ပြီအဲ့လိုဆိုရင်ဘုန်းဘုန်းတို့ရဲ့ဘဝမှာရှိနေတဲ့အရာတွေရဲ့ကောင်းတဲ့ရာခိုင်နှုန်းကဘယ်လောက်လဲမကောင်းတဲ့ရာခိုင်နှုန်းကဘယ်လောက်လဲအဲ့ဒါအိမ်ကြတော့ကိုယ့်အကိုစဉ်းစားမြတ်စွာဘုရားအဲ့ဒါကိုအဖြေထုတ်ပေးသွားတယ်အပ္ပတ္တာကာမဘဟုဒုက္ခဘဟုပါယတာဒီစကလုံးလေးတခါကြီးဆွဲအောင်မှတ်သွားအပ္ပတ္တာကာမဘဟုဒုက္ခဘဟုပါယတာကာမဆိုတဲ့စကလုံးရင်းနှီးပြီးသားနော်ကာမဆိုတာနှမျိုးရှိတယ်ဝိထုကာမရယ်ကိလေသာကာမရယ်ဝိထုကာမဆိုတာနှစ်သက်เสียမျက်နှိုးเสียကောင်းတဲ့အာယုန်တွေကိုပြောတာကြည်ခြင်းစရာကောင်းတဲ့အယောင်မျိုးစုံနားထောင်ခြင်းစရာကောင်းတဲ့အသံမျိုးစုံနမ်းရှူခြင်းစရာကောင်းတဲ့အနံ့မျိုးစုံစားတောက်ခြင်းစရာကောင်းတဲ့အရာသာမျိုးစုံတွေ့ထိခြင်းစရာကောင်းတဲ့အတွေ့အထိမျိုးစုံအဲ့ဒါဘယ်လိုခေါ်တော့ဝိထုကာမအဲ့ဒီနှစ်သက်စရာမျက်နှိုးစရာကောင်းတဲ့အာယုန်တွေနဲ့တွေ့တဲ့အခါမှာနှစ်သက်ပြီးမျက်နှိုးပြီးတွေ့တာပြီးဆွလန်းပြီးစွန့်နိုင်မှုလွတ်နိုင်မှုခွာနိုင်မှုညှိနေပြီးကတ်နေပြီးဆိုရင်အဲ့ဒီလောဘကိုဘယ်လိုခေါ်တော့ကိလေသာကာမလို့ခေါ်အဲ့ဒီကာမကိုမြတ်စွာဘုရားဘယ်လိုပြောတာတော့ခုနကတော့ရှိခြင်းဆိုတာကိုဘုံဘုံတို့နားလည်ဖို့အတွက်ဒီရှုထောင့်ကနေကြည်တာနော်အဲ့ဒီကာမဆိုတဲ့တရားတဲ့အပ္ပတ္တာတာယာစရာလေးကနည်းနည်းလေးတဲ့ဟောလာပြီနော်အပ္ပတ္တာတာယာစရာလေးကဘာလဲတော့နည်းနည်းလေးတဲ့ဆိုလိုတာကကောင်းကွက်ကနည်းနည်းလေးလို့ပြောတာဒါပေမဲ့ဘဟုဒုက္ခဘဟုပါယတာဆင်းရဲတာတွေကတော့အများကြီးပဲတဲ့ပင်ပန်းတာတွေကတော့အများကြီးပဲတဲ့ဒါလေးကိုဘုန်းဘုန်းတို့မြင်ရမယ်နော်ရှိခြင်းမရှိခြင်းမှာအ
ကောင်းဆိုးတွဲတယ်ရှိခြင်းမှာလည်းပဲအကောင်းရှိတယ်အဆိုးရှိတယ်မရှိခြင်းမှာလည်းပဲအကောင်းရှိတယ်အဆိုးရှိတယ်ဒါပေမဲ့အကောင်းဘယ်လောက်ပမာဏလဲမကောင်းတာကဘယ်လောက်ပမာဏလဲအဲ့ဒါဘုံဘုံကရင်းနှီးတဲ့လူတွေကိုပြောပြတယ်ကျုပ်ကတော့ပုံမှန်တိုင်းဆိုရင်တော့ကိုစကားနဲ့တဲ့အထက်ပါတယ်လို့ထင်တယ်လို့ဒါပေမဲ့ကျောင်းကိုကင်ဆာဝေဒနာရှင်တွေရောက်လာရင်ဘုံဘုံကစကားအလွန်ပေါ်တာပဲလို့ကိုခံစားရတယ်ပြောချင်အပြိုကြီးလူပြိုကြီးတွေလာရင်လည်းအတင်းပြောချင်တဲ့စကားဟုတ်လားနော်ဘလို့မြင်တာတော့ဆိုတော့သူတို့မဲ့အခွင့်အရေးရနေတာကောင်းလိုက်တာတချို့ဆိုရင်ဘုံဘုံကဘလောက်တောင်ပြောပြတုံးဆိုရင်မင်းတို့ကဘုံကြီးချမ်းသာတသိတဒေတာရထားတာမင်းတို့မဲ့မတိုက်ဖဲနဲ့နိုင်တဲ့စစ်ပွဲတွေမှာအများကြီးတိုက်ရလို့ရှိရင်အောင်ရင်လဲအောင်ပဲရှုံးရင်လဲရှုံးပဲသူကတိုက်စရာကိုမလိုပဲနဲ့အောင်းနေတဲ့ပွဲတွေဟာအများကြီးဟုတ်လားအဲ့တော့ကိုယ့်ရဲ့ရထားတဲ့ကောင်းတဲ့အချက်ကလေးကိုမြင်စေခြင်းလို့အဲ့ဒါအပြူကြီးလူပြူကြီးမြင်စကားပြောပြတယ်အိမ်တော်တော့ရှိတယ်သားသမီးမရှိဘူးဆိုရင်လည်းပြောပြနေပြန်ရောတချို့ကအဲ့ဒါအရန်ရှိခြင်းလို့ကိုအယူအမှုစ조사နေကြတဲ့လူတွေမရှိဘူးလားရှိပါရှိနော်အဲ့တော့ဘုန်းကဘလို့ဝေဖန်ပြကျင်တာတော့ကိုဘလို့တွေးမိတာတော့ဆိုတော့ဒီအပေါ်ယံကာမကိစ္စတွေဒီအာယုန်တွေရှိနေခြင်းဟာတကယ်စင်စစ်အကောင်းနည်းတဲ့အဆိုးများတယ်ဟုတ်လားမရှိခြင်းကတော့အကောင်းများတယ်အဆိုးနည်းတယ်ဘာရွေးမလဲအကောင်းများပြီးတော့အဆိုးနည်းတာကိုရွေးရမှာပေါ့နော်အဲ့ဒါရွေးနိုင်ရင်ကိုရွေးတာကိုရမှာပဲလေဒါပေမဲ့စင်လုံးကျော်အဆိုးမပါခြင်းဘူးကွာအကောင်းကြီးတီးတန့်ဆိုတာတော့လောကမှာမရှိဘူးဒါပေမဲ့လူလောဘကမရဘူးသူကတီးတန့်အဆိုးလုံးဝမပါတဲ့အကောင်းကြီးအလွန်ရခြင်းတယ်ဒါကြောင့်ဟိုတလောကစာလေးတွေကြောင့်ဖတ်လိုက်ရတယ်ဘုံကအလွန်သဘောကျတယ်ဒီလူကောင်းလိုက်တာလို့ဗာရေးထားတော့သင်အိမ်အောင်ပြုတ်ရင်လည်းပြုတ်ပါတဲ့ပြုတ်တော့လည်းပြောရတာပေါ့ဟုတ်လားသင်မပြုတ်ခြင်းလည်းမပြုတ်ပါနဲ့တဲ့မပြုတ်တော့လည်းပဲရှင်းတာပေါ့ဒုက္ခအေးတာပေါ့ဒါပေမဲ့သင်ပြုတ်သည်ဖြစ်စေမပြုတ်သည်ဖြစ်စေသေချာတာတော့သင်နောင်တရရလိမ့်မယ်နော်ဟုတ်လို့နောင်တရမှာတော့မပြုတ်တဲ့လူကလည်းကြီးလာတဲ့အခါကျတော့မပြုတ်ခဲ့ရတဲ့ဟာကိုပဲတွေးပြီးတော့မရှိတာကိုပဲတွေးပြီးတော့မပြည့်စုံတာကိုပဲတွေးပြီးတော့သူဘာလုပ်တော့နောင်တရပြုတ်တဲ့လူကလည်းရှိလို့ရှုပ်တာပူတာတွေကိုတွေးပြီးတော့ဘာလုပ်တော့နောင်တရတယ်ကိုမရလိုက်တဲ့ကောင်းတဲ့အချက်ကိုရထားတဲ့ဆိုးတဲ့အချက်ကိုပဲကြည့်ပြီးတော့မဖြစ်နေတာတော့နောင်တရတယ်တကယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့ကတက်နိုင်တယ်မြတ်နီးနီးဆက်ဆက်အမှန်တရားကိုမြင်မယ်ဆိုရင်နောင်တရမှာဟုတ်တဘုန်းတို့အကောင်းတွေများနေတယ်အဆိုးတွေနည်းနေတယ်ဆိုတာကိုမရှိတဲ့ပုံကိုယ်တွေကမလုပ်ဖို့လို့တော့နားလည်ဖို့လုပ်တယ်ဒါမြတ်စွာဘုရားရဲ့ညင်ပုံကလေးကိုဘုံဘုံကသတိထားမိစေခြင်းလားနော်ရှိခြင်းမှာမြတ်စွာဘုရားဘာကိုမြင်ပြတာတော့ပူလောင်ခြင်းကိုမြင်ပြတာနော်ဟုတ်တယ်ဘုံတို့ပူးနေရတာလောင်းနေရတာဆင်းရဲနေရပင်ပန်းရတယ်မရှိတာနေနဲ့ပတ်သက်ပြီးတော့ဘာမှပူရလို့တော့ပူနေတာဒီအကုန်လုံးကရှိတာတွေနဲ့ပတ်သက်ပြီးတော့ပဲပူနေကြညှင်းလို့မရအောင်နော်ဟုတ်လားအဲ့တော့ဒီပူစရာတွေဒါတွေဟာပူလောင်မှုကိုဖြစ်စေတယ်ဆိုတဲ့ဒီအမှန်တရားကိုမြင်ခြင်းဟာဘလို့အကျိုးရှိနိုင်တော့ဘုံဘုံကတော့တိတိကျကျတွေးကြည့်တယ်ဘလို့အကျိုးရှိနိုင်တော့ဒါတွေရဲ့ပုံမှာဆွဲလန်းမှုမမောမှုနည်းသွားနိုင်တယ်တစ်ချက်ပေါ့နော်နောက်ပူစရာလောင်စရာတွေနဲ့တွေ့လာတဲ့အခါမှာလည်းပဲဒါကြီးကအစကွာစပူလောင်မှုကိုပဲပေးတဲ့အရာကြီးလို့ငါသိထားပြီပဲဆိုပြီးတော့တတ်တာမှုရနိုင်တယ်တော့ဒီနေရာမှာရှိလို့ပူရတယ်ပင်ပန်းရတယ်ဆိုတဲ့ကိစ္စကလေးတော့ကဖြစ်ရတယ်ဆိုတဲ့ကိစ္စလေးကိုနည်းနည်းထပ်ပြီးတော့စီစစ်ကြည့်သေးတယ်ရှိတိုင်းပူရသလားပင်ပန်းရသလားရှိမှုကပူလောင်မှုကိုပေးတာဘယ်ချိန်မှပေးတာတော့သာသမီတွေကပူလောင်မှုကိုဖြစ်စေတယ်စီဝါဥစ္စာကပူလောင်မှုကိုဖြစ်စေတယ်ကဲအဲ့ဒါတွေကပူလောင်မှုကိုဘယ်ချိန်မှဖြစ်စေတာတော့အချိန်တိုင်းဖြစ်စေတာတော့မဟုတ်ဘူးနော်ဟုတ်ပါဘူးဘယ်ချိန်မှဖြစ်စေတာတော့ဆိုလို့ရှိရင်သူတို့ပျက်စီးတော့မဲ့အချိန်မှဖြစ်စေတာပဲမတွေးဘဲနဲ့ပြောတာမဟုတ်ဘူးဒီဘုန်းကြီးကတွေးပြီးတော့ပြောနေတာဟုတ်လားပျက်စီးမှုတကားခောက်လာပြီဆိုရင်ဘာဖြစ်ပြီတော့တုံလှုပ်ပြီးခြောက်ချပြီနော်ဟုတ်တယ်မို့လားစီးပွားပြတ်တော့မယ်ဆိုရင်ကျုပ်တို့ပူရပြီဟုတ်လားအတူနေရတဲ့အနေအထားလေးပြတ်တော့မယ်ဆိုရင်ယူမတက်ပူရမယ်နော်ဟုတ်လားဟုတ်တယ်မို့လားမှန်ပါဘူးအဲ့တော့ဒီနေရာမှာပျက်စီးမှုကြုံလို့ပူရတာလို့အဖြေတစ်ခုထပ်ပြီးတော့ရပြန်တယ်နော်ရှိထားတာလေးတွေပြတ်သွားတဲ့ချိန်မှာပူရမယ်ဟုတ်ပြီအဲ့တော့ရှိထားတာလည်းမပြတ်တဲ့ရှိခြင်းရလို့မရှိဘူးပြတ်မှတ်ဟာကြီးပဲ
နောက်ဆုံးကိုပြက်ပြီးတော့ဒါကိုထားခဲ့ပြီးတော့ကိုယ့်အတွက်လုံးဝပြက်ချင်းဖြင့်အဆုံးသတ်သွားမှာသူကဟုတ်လားအဲ့လိုဆိုရင်ထပ်ပြီးတော့စဉ်းစားရရှိတယ်ပျက်စီးမှုကြုံတိုင်းရောဆင်းရဲသလားပူလောင်သလားဒါကြတော့လင်းနဲ့သွားပြီဉာဏ်ရှိကြတဲ့အနှဲငယ်သောလူတွေဟာပျက်စီးမှုကြုံလာလည်းပဲမပူဘူးနော်အဲ့တော့ပူလောင်မှုကနေဘုံဘုံတို့ဟာထွက်ခွာဖို့အတွက်လမ်းမရှိဘူးလားဆိုတော့ရှိတယ်ထွက်ပေါက်ရှိတယ်နော်လုံးဝပိတ်နေတာမဟုတ်ဟုတ်လားပျက်စီးမှုကြုံတဲ့လူတိုင်းပူသလားမပူပါဘူးဗျာအကြစဉ်းစားပြီးတော့နားထောင်တော့ဥမာဘုံဘုံပြောပြမယ်ဗန္ဓုလစစ်သူကြီးကတော့မန္လိကာကြားဦးတယ်မဟုတ်လားဩဒလမင်းကြီးရဲ့မိဖုရားလည်းမန္လိကာတွေကရှိတယ်လေဒါအဲ့ဒီမန္လိကာမဟုတ်ဗန္ဓုလစစ်သူကြီးရဲ့ဇနီးအား32ယောက်ရှိတယ်အဲ့ဒါဒီနေ့ရှင်သာရိပုတ္တရာမူပြုတဲ့တန်ဃာတော်တွေကိုစွန့်ကပ်နေတော့ဝေယဝိဆလုပ်တဲ့ကျွန်မကထောပတ်ဦးကြီးယူလာရင်နဲ့ချော်လဲပြီးတော့ထောပတ်ဦးကြီးကွဲသွားတယ်အဲ့ဒါရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကကုသိုလ်ပြုရင်းနဲ့အကုသိုလ်ဖြစ်မှာဆိုလို့ဟဲ့မန္လိကာထွေရလေးပါအတွေးများပြီးတော့အကုသိုလ်တွေဖြစ်စေနဲ့ကွဲတက်တဲ့အရာမို့ကွဲတာလို့မှတ်ဟောတရားချနော်အဲ့ဒီစကားလေးကိုလည်းဘုံဘုံကစဉ်းစားတာပဲဘာလို့ကွဲတာလို့မြင်တာတော့ကွဲတဲ့အရာမို့ကွဲတာလို့မြင်တာနော်ရှင်သာရိပုတ္တရာကကျွတ်တော့အဲ့လိုမြင်တာမဟုတ်ဘူးကျွတ်တော့ချော်လဲလို့ကွဲတာလို့မြင်တာနော်ဒီကလေးကောင်းကောင်းကင်လာရင်ကွဲကိုမကွဲဘူးလို့ကျွတ်တော့အဲ့လိုမြင်မှာနော်အဲ့ဒါဘာဖြစ်တော့အဲ့တော့အဲ့ဒီကလေးကိုဆူမှာဟောဟုတ်တယ်မဟုတ်လားတကားလေးဆက်မိလို့ပြောမယ်ခုလူတယောက်သေပြီဆိုလို့ရှိရင်ဘာလို့သေတာတော့လို့မေးကြည့်ပါလားသေတတ်တဲ့ဟာလေးမို့သေတာဟေးလို့ဘယ်သူပြောတတ်လဲဇုံးကပြောဟုတ်လားကင်ဆာဖြစ်လို့သေတာဘာယောဂဖြစ်လို့သေတာအသက်ကြီးလို့လူအိုနာမဆုံးနိုင်တာတွေပြောလိုက်မယ်မြတ်စွာဘုရားအဲ့ဒီအမြင်ကိုကြော်လွန်စေခြင်းတာအဲ့ဒါလည်းလုံးဝမှားနေတာတော့မဟုတ်ပါဘူးကင်ဆာဖြစ်လို့သေတာဟုတ်တာပေါ့ဒါပေမဲ့မြတ်စွာဘုရားအဲ့ဒီအမြင်လောက်ကိုနော်အဲ့ဒီအမြင်ထက်ကြော်လွန်တဲ့အမြင်ကိုရသိခြင်းတာမြတ်စွာဘုရားသေတာကိုဘာလို့သေတာလို့မြင်သိခြင်းတာတော့ဗုဒ္ဓဘာသာတွေနော်အဲ့ဒီပါဠိတော်ကြီးကိုနေတိုင်းညွှန်နေတာဇာတိပစ္စယဆိုပါရဲရဲဆိုသမောဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာသံတိမွေးဖွားလာတဲ့အတွက်ကြောင့်လူငယ်တွေနားလည်အောင်ရိုးရှင်းပြောရမယ်ဆိုရင်လူရည်လို့ဖြစ်လာလို့ဇာတိဆိုတာလူရည်လို့ဖြစ်လာလို့ဘာဖြစ်ရမှာလဲသေချာပေါ့ဟောင်းနှွမ်းသွားလိမ့်မယ်ဒါကြီးကဆွေးမြေ့သွားလိမ့်မယ်ဒါကြီးကအိုရလိမ့်မယ်အိုတယ်ဆိုတာဘာပြောကြည့်မကောင်းတာကိုပြောတာပေါ့ကြာလေကြည့်မကောင်းလေပဲနော်ဟုတ်တယ်မဟုတ်လားအဲ့ဒီကြည့်မကောင်းတဲ့ကိစ္စကြီးကဘာအတွက်လမ်းခင်းပေးအောင်ဆိုသေဖို့လို့လမ်းခင်းပေးနေတာတို့စားဟုတ်တယ်မဟုတ်လားဒါကြောင့်ဇာတိပစ္စယမွေးဖွားလာပြီဆိုတာနဲ့အိုမျိုးလေးအမျိုးလို့ထပ်သုံးလိုက်တယ်နော်ဘုန်းကြီးကတရမျိုးတရပင်ပဲပေါင်းမယ်ပိန်းနေမျိုးပိန်းနေပင်ပဲပေါင်းအမျိုးအစားဂျပန်ကထုတ်တဲ့အမျိုးအစားဆိုကောင်းတယ်တရုတ်ကထုတ်တဲ့အမျိုးအစားမကောင်းဘူးအမျိုးသုံးတယ်နော်ဘာမျိုးလေးတော့ဖြစ်လာတာတွေကအိုမျိုးလေးဖိုးကိုပုံမှာသုံးစားပြီးရင်ဘာတော့သေမျိုးလေးသေကိုသေမှာအဲ့ဒါဘုရားကအဲ့လိုမြင်စေချင်တာသေတာကိုဘာလို့သေတာလို့မြင်စေချင်တာတော့သေမဲ့ဟာလေးဖြစ်လာတာမို့သေတာဆက်ပြီးတော့ရွတ်ပါအောင်ဇာတိပစ္စယဇရာမရဏပြီးတော့တောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံမောတိမင်းလူရလို့ဖြစ်လာရင်မင်းစိုးရင်ရလိမ့်မယ်မင်းငိုရလိမ့်မယ်မင်းကိုယ်ဆင်းရဲမှုတွေးကိုတွေးလိမ့်မယ်မင်းစိတ်ဆင်းရဲမှုကြုံကိုကြုံရလိမ့်မယ်အခက်မသိရင်မင်းအလွန်ပင်ပန်းတဲ့ဥပါယတာတရားကိုလည်းမင်းရှင်ဆင်ရလိမ့်မယ်ကျတို့ကစိုးရင်ရပြီစိတ်ညစ်ရမယ်ဘာလို့စိတ်ညစ်တာတော့မေးကြည့်ပါလားသာသမီးကပြောမကောင်းလို့စီးပွားရေးရဘလို့ကျမ်းမာရေးရဘလို့အဲ့ဒါတွေပဲလက်ပတ်ပြောနေမှာကိုမြတ်စွာဘုရားအဲ့ဒီအမြင်ကိုကြော်လွန်စေချင်တာဘာလို့စိုးရင်ရတာတော့စိုးရင်စရာလေးရလာလို့စိုးရင်တာဘဝလေးကစိုးရင်တရားဘဝလေးစိတ်ကလည်းစိုးရင်တတ်တဲ့သဘောလေးရှိတယ်အဲ့ဒီမှာစိုးရင်မှုဘာကြောင့်ဖြစ်တယ်လဲဒါကိုဘုံဘုံကပြောနေတာဟုတ်လားနော်ဒီစကားဘယ်ကနေထွက်သွားတာတော့ဟဲ့မန်လေးကွဲတတ်တဲ့အို့မို့လို့ကွဲတာဒီကြုံမပေါ့လို့ကွဲတာဆိုရင်ဒေါသဖြစ်တော့မယ်လေဟုတ်လားတကယ်လို့ဒါကြီးကတန်အိုကြီးဆိုရင်ကွဲမလားကွဲတတ်တဲ့ရာမို့ကွဲတာဆိုတော့မဏိကာဘာပြောဆိုရှင်ဘကျမ်းကပေစာလေးထုတ်ပြန်ရှင်ဗျာတဲ့ဒီနေ့မနေ့သတင်းရောက်လာတယ်
တပည့်တော်ရဲ့လင်းယောက်ျားနဲ့သား32ယောက်ပောဒလမင်းကြီးဟာဂုံတိုက်တဲ့လူတွေရဲ့စကားကိုယုံပြီးတော့တခါတည်းလုတ်ကြံပစ်လိုက်တယ်ဟိုမှာတိုင်းစုံပြည်သားမှာထားကြောတောင်းကြနေတာရှိတယ်ဆိုတော့သူ့စစ်တပ်တွေအရင်လွတ်ထားတာအဲ့ဒါဗန္ဓုလသွားတဲ့ခါကျလမ်းနဲ့တပ်ပစ်လိုက်တာပါပဲအဲ့ဒီသတင်းကြီးရထားတာကို तू တုံ့လှုပ်သလားမတုံ့လှုပ်ဒီထောဘအိုတလုံးလုံးနဲ့တပည့်တော်ဘာမှမဖြစ်ပါဘူးဘုရားဆိုတော့တတ်သိပြတာအဲ့တော့ဘုန်းကြီးကဘာပြောချင်တာလဲစောစောကပြောခဲ့တယ်ပျက်စီးမှုကြုံလို့ကျွတ်တို့ရှိထားတဲ့အရာတွေကလည်းပျက်စီးမဲ့အရာတွေအဲ့ဒါပျက်စီးမှုကြုံပြီဆိုတဲ့ကျွတ်တို့စိုးရင်ရပြီပူရတယ်ပျက်စီးမှုကြုံတိုင်းစိုးရင်သလားပူဆွေးသလားဆိုတာမပူဆွေးဘူးအခုမန္တိကပူဆွေးသလားပူဆွေးဘာလို့မပူတာတော့ဘဝရဲ့အကြောင်းကိုအစစ်မြင့်မြင့်နားလည်ထားတဲ့ပညာရှိနေလို့မပူတာအစစ်မှာမြင်လိုက်တဲ့မြအနာဂတ်နဲ့ဟောအနာဂမိမဲ့ညာပုံညာရတာသစ္စာ၄ပါးကိုနော်သိထားတာမြင်ထားတာသစ္စာ၄ပါးဆိုတာဘာလို့နောက်ပိုင်းပုံဆက်ပြောမယ်နော်သိခြင်းမသိခြင်းကြတော့အဲ့ဒါကိုအဓိကပြောမှာအခုကဘာကိုပြောနေတာတော့ရှိခြင်းမရှိခြင်းကိုပြောနေတာမာနကရှိရင်ပြောရတယ်လို့ပဲမြင်တာပြောရရင်ကျုပ်တို့ကမာနအမြင်လောက်နဲ့ပဲနေတာဘဝမှာမာနကိုတော့ဘီလိန်ကြီးပေါ့အာမနော်ရှုပ်တယ်မကောင်းမှုမြင်ထားတယ်ဒါပေမဲ့သူ့အမြင်နဲ့ကိုယ့်အမြင်နဲ့ဘလို့ဖြစ်နေထိုက်ဆိုင်နော်မြတ်စွာဘုရားဘလို့မြင်သိခြင်းတာတော့ရှိရင်ပူရလိမ့်မယ်ဟေးလို့မြင်သိခြင်းတာအဲ့ဒါမှပူစရာလောင်စရာကျုံလာရင်လည်းပဲကျွတ်တင်ကိုကတွေးတော်ပြီးသားဖြစ်တဲ့အတွက်ကြောင့်တတ်တာရမယ်ဒါတစ်ချက်နောက်တစ်ချက်ကဒါတွေရဲ့ပုံမှာမမောမှုတွေ့တာမှုအများကြီးနည်းသွားနိုင်တယ်ပူစရာတွေကိုပူစရာတွေလို့သိတာကိုကပညာပဲဒီဥစ္စာတကယ်လို့ဒုက္ခသစ္စာအဆင့်ဒီပိုင်းခြားတင်ကျွတ်တို့အရိယာဖြစ်မှာနော်သဘောပေါက်လားကျွတ်တို့ကပြောစရာတွေလောက်ကြီးမြင်နေတော့မက်နေတာပေါ့တန်ဖိုးရှိတယ်ထင်နေတာပေါ့အဲ့ဒီမှာလွဲမှားမှုကစတော့တာပဲဟုတ်လားပူစရာတွေလို့မြင်တာနဲ့ပြောစရာတွေလို့မြင်တာဘယ်အမြင်ကကောင်းမြတ်မှုတွေကိုရှေ့ရှုနေတယ်လဲဆိုတာကိုဉာဏ်ရှိတဲ့လူတိုင်းသိနိုင်တယ်ပြောစရာတွေလို့မြင်ကောင်းတဲ့ကွက်တွေမြင်ဖို့လောဘတွေလည်းကြီးမှာပဲဘလို့မကြမှုတွေများလာရင်ဒေါသတွေလည်းကြီးမှာပဲသူကဒီတိုင်းသွားမှာပူစရာတွေလို့မြင်တော့မမောမှုနည်းသွားမှာပဲပျက်စီးမှုကြုံလို့ပူရတော့မဲ့အခါလည်းပဲဩငါကြိုတင်စဉ်းစားထားတာနားလည်ထားတာဟုတ်လားအခုဘုန်းကြီးကပြောနေတာတော့ပျက်စီးမှုကြုံတိုင်းပူသလားမပူဘူးဘာရှိရင်မပူမှာတော့ပညာရှိရင်မပူဒီဖြေရတယ်နော်စောတော်တုန်းကမလိကာကတော့ဟုတ်တယ်ဘုန်းဘုန်းရဲ့အနာဂမိမဲ့ဉာဏ်ဘုံဉာဏ်တိရထားလို့တပည့်တော်တို့ကပုထုဇဉ်ဘဝနဲ့ဘလို့လုပ်ပြီးတော့အဲ့ဒီဉာဏ်ပညာကြီးအနာတော်မကတ်နိုင်ဘူးသို့တော်နိယာမကိုဘုန်းဘုန်းတို့သိရတယ်ပညာရှိရင်ရှိသလောက်ပူလောင်စရာအကြောင်းနဲ့ကြုံလာရင်တတခွင့်ရတယ်ဒါနိယာမပဲသူတို့လောက်ပညာကြီးရင်သူတို့လောက်ကြီးကျယ်တဲ့လောကရန်ကြီးနဲ့တွေ့တဲ့အခါမှာတတ်တာမှုရတယ်အခုကျွတ်တို့ကအဲ့ဒီလောကရန်ကြီးတွေလောက်ကိုမပြောနဲ့တော့အပေါ်ရန်100တန်200တန်လောက်ထိခိုက်တဲ့လောကရန်လောက်နဲ့ကျွတ်တို့ဘာဖြစ်နေတော့ဥအနေနဲ့လောင်နေတယ်ဘလို့လုံးတော့အဲ့ဒီဟာလောက်တော့ဘုန်းဘုန်းတို့ကကုစားနိုင်တဲ့ဉာဏ်ပညာရှိဖို့လိုမယ်ပေါ့တကယ်စင်စစ်အဲ့ဒီပညာကဘာလို့ဖယ်လိုက်လို့သူကမပူမလောင်တာလဲလို့မေးရင်လောဘကိုဖယ်လိုက်လို့မပူမလောင်တာမပူလောင်မှုဆိုတာကအိမ်တို့အိမ်ရောက်ရင်ခေါင်းအေးနဲ့စဉ်းစားပြင်ဘက်ကပျက်စီးမှုဆိုတဲ့အကြောင်းတရားရဲ့အတွင်းကလိုချင်မမောမှုတွေ့တာမှုမျက်နှာမှုဆွဲလန်းမှုဆိုတဲ့အကြောင်းတရားရဲ့ဒီနှစ်ခုရှိမှသူကပူတာအဲ့တော့ပျက်စီးမှုအကြောင်းကိုတော့ဘုံဘုံတော့ဖယ်လို့မရဘူးပြက်ချင်ကြရင်ပြက်မှာပဲမပူခြင်းမှုဆိုရင်ကိုယ်လောဘကိုကိုယ်လျှော့ကိုယ်မျက်နှာမှုတွေ့တာမှုဆွဲလန်းမှုငါဟာလို့သိမ့်ပိုက်ထားမှုဒါကိုဘုံဘုံတို့လျှော့နိုင်ရင်ဘုံဘုံတို့တတ်တာမှာပဲဟောဆိုပျက်စီးမှုကြုံတိုင်းပူတာမဟုတ်ဘူးဆိုတာအလွန်မှထင်ရှားတယ်ဆိုကြပါစို့အခုကဘာမှာနော်ဒါမှတ်မှတ်ရရပေါ့နော်ဒီအချိန်ဘာတွေဖြစ်နေအကြီးကျယ်ပျက်စီးမှုဖြစ်နော်ဟုတ်တယ်မဟုတ်လားပျက်စီးမှုမှာအကြီးကျယ်ပဲလူတွေတန်ဖို့အထားဆုံးလို့ဆိုတဲ့အသက်တွေကိုပဲဘာဖြစ်နေတော့ပြက်နေကြတယ်ပူသလားဒီလူတွေမပူပါဘူးသတင်းကြည့်တဲ့စိတ်ဝင်စားမှုနဲ့တောင်ကြည့်နေတယ်ပူမှုလားကိုမလားဘူးဘာလို့မပူတာတော့အဲ့ဒီပြက်သွားတဲ့အရာတွေကိုကြိုက်တဲ့အရာကိုနှစ်သက်တဲ့အရာကိုမျက်နှိုးတဲ့အရာတစ်ခုမှမပါဟုတ်တယ်မဟုတ်လားတကယ်လို့ငါဟာဆိုတာလေးမြန်တယောက်လောက်ပါမယ်ဆိုဘယ်လိုနေမလို့ငါဘဝပြက်မှာပေါ့ဟုတ်တယ်မဟုတ်လားအဲ့တော့ဘုန်းတို့ပျက်စီးလို့ပူတာလားပျက်စီးတဲ့အရာရဲ့ပုံမှာဆွဲမဲ့မှုမကင်းလို့ပူရတာလားဆိုတဲ့လေးနဲ့တဲ့အဲ့ဒီမေကွန်းရဲ့အဖြေကိုရအောင်ဘုန်းတို့မလုပ်တော့ကြိုးစားဘာတွေ့မလို့မမောမှုမကင်းလို့ပူရတာနော်ဒါကြောင့်မြတ်စွာဘုရားကဓာတ်ရိုက်ဟောတဲ့ဒေသနာတွေမှာဘယ်လိုဟောတော့ပေမတော်ဇာတိတောကောပေမတော်ဇာတိဗျာပေမတော်ဝိပ္ပမုဒ္ဒတာနတ္တိတောကောကုတော်ဗျာချစ်ခင်နှစ်သက်ခြင်းကြောင့်စိုးရင်မှုဆိုတာဖြစ်ရတယ်ချစ်ခင်နှစ်သက်မှုကြောင့်
ကြောက်မက်ဖွယ်ရာဘေးတွေဆိုတာဖြစ်ရတယ်ချစ်ခင်နှစ်သက်မှုမရှိဘူးဆိုရင်ဘယ်မှာလာပြီးတော့စိုးရိမ်မှုတွေကြောက်စရာတွေဆိုတာဖြစ်မှာလေအဲ့လိုမေးခွန်းလေးနဲ့ဟောတာနော်အဲ့ဒီဒေသနာမျိုးလေးတွေခက်ဆင်ဆင်ဓမ္မပဒပါဠိတော်မှာဇက်တိုက်မှတ်တမ်းတင်ထားတယ်ပိယတော်ဇာတိတောကောပိယတော်ဇာတိဗျံပိယတော်ဝိပ္ပမုဒ္ဒတနတ္ထိတောကောကုတော်ဗျံတော့ချစ်ချင်းကြောင့်ဘေးဖြစ်ရတယ်ချစ်ချင်းကြောင့်စိုးရင်ရတယ်ချစ်ချင်းမရှိရင်ဘေးတွေစိုးရင်ရတယ်ဆိုတော့ဖြစ်စရာအကြောင်းကိုမရှိဘူးကာမတော်ဇာတိတောကောကာမတော်ဇာတိဗျံဒီတိုင်းဟောတယ်မြတ်စွာဘုရားအဲ့တော့ဘုန်းတို့ရှိချင်းမရှိချင်းဆိုတဲ့ဒီခေါင်းစဉ်လေးအောက်မှာဘုန်းတို့တွေးစရာတွေအများကြီးပြောလိုက်နော်မနကဘာကိုမြင်တာတော့ပျော်ရွှင်ရတယ်နှစ်သက်ရတယ်ဆိုတာကိုပဲမြင်တယ်လောကလူသားတတ္တဝါအများစုကမနဲ့မြင်တဲ့အပိုင်းကိုပဲမြင်နေကြတယ်မြတ်စွာဘုရားတော့ဘယ်လိုမြင်တာတော့အဲ့ဒီရှိတာတွေဟာပူလောင်မှုပင်ပန်းမှုဆင်းရဲမှုကိုဖြစ်စေတယ်ဒီလိုမြင်တာနော်ဘယ်မြင်ကအကျိုးရှိမလဲဆိုတာလေးကိုဘုံဘွားစီသက်ပြဟုတ်လားပူလောင်မှုပင်ပန်းမှုဖြစ်တယ်ဆိုတဲ့နေရာမှာလဲဘာကြောင့်ဖြစ်တယ်လဲဆိုတာဘုံတို့ဆက်ပြီးတော့စီစစ်ကြည့်တာရှိတိုင်းပူလောင်သလားမပူလောင်ဘူးဘာဖြစ်မှပူလောင်တာပျက်စီးမှပူလောင်တယ်ကဲပျက်စီးတိုင်းကိုပူလောင်သလားဆိုတော့မပူလောင်ဘူးဘာဖြစ်မှပူလောင်တယ်လဲဆိုတော့အဲ့ဒါရဲ့ပုံမှာမျက်နှာမှုဆွဲလန်းမှုမကင်းမှပူလောင်ရတယ်ဟုတ်ပြီအဲ့လိုဆိုရင်ကျတို့ကရှိထားတဲ့အရာတွေကိုမပြတ်အောင်ဘယ်သူမှမတတ်နိုင်ပြက်ချင်ကြရင်အကုန်ပြတ်မှာပြက်ချင်ကလည်းမကြဘူးဆိုတာမရှိဘူးကိုဘဝသေးပြီဆိုရင်ကိုနဲ့ပတ်သက်တာတွေအကုန်လုံးကကိုယ့်အတွက်တော့ပြတ်သွားပြီလို့ပြောလို့ရတယ်ဟုတ်တယ်မဟုတ်လားပစ္စည်းကလည်းငါပစ္စည်းမဟုတ်တော့ပိုင်ရှင်ပြောင်းသွားပြီလေဟိုသေးပြီဆိုတာနဲ့ပိုင်ရှင်ပြောင်းသွားပြီနော်တချို့ဝတ်ထားတဲ့ငကတ်တွေဆွဲထားတဲ့ဆွဲကြိုးတွေတောင်မဖြစ်သွားတော့သူဆွဲတော့ဆွဲထားတာပဲဒါပေမဲ့သူ့ဟာမဟုတ်တော့ဘူးဟုတ်တယ်မဟုတ်လားဘာပြောနေတာတော့များပြက်တိုင်းရောပူရသလားပူရဘူးရွှဲလန်းမှုမကင်းတဲ့လူတွေပူရတာအဲ့လိုဆိုရင်ဘုန်းဘုန်းတို့ကသောကမဖြစ်ချင်ဘူးပူလောင်မှုပင်ပန်းမှုမဖြစ်ချင်ဘူးဆိုရင်နော်အလုတ်ဖြစ်တဲ့နီးကဘယ်နီးတော့လို့မေးရင်ပြက်မှာကိုမပြက်အောင်လုပ်ရမယ်နီးမဟုတ်ဘူးပြက်နေတဲ့အရာပြက်တော့မယ့်အရာရဲ့ပုံမှာနားလည်မှုအပြည့်အဝရှိအောင်ကြိုးစားပြီးတော့အဲ့ဒါရဲ့ပုံမှာမမုန်းမှုရွှဲလန်းမှုတွေ့တာမှုကိုရှော့ချနိုင်မှုကြိုးစားတဲ့နီးဒီတာနေဘုန်းဘုန်းတို့အတွက်နော်ပူလောင်မှုပင်ပန်းမှုမဖြစ်အောင်ထွက်ရမယ်ထွက်ပေါက်ပဲဟုတ်တယ်နော်ဒါကဘုန်းတို့ပြောရင်လည်းရှိခြင်းမရှိခြင်းမနဲ့အမြင်နဲ့ဘုရားရဲ့အမြင်အဲ့ဒီနှစ်ခုကိုချိန်ထိုးပြီးတော့ကိုရောဘယ်လိုမြင်မလဲဆိုတာလေးကိုဆက်ပြီးတော့တွေးကြဖို့ပေါ့နော်နှစ်သက်စရာကိုပဲမြင်မယ်ဆိုရင်တော့လောဘပဲများပြီးတော့သွားလိုက်ဦးမယ်အဲ့ဒီဥစ္စာကဟုတ်လားပူလောင်မှုပင်ပန်းမှုကိုဖြစ်စေတယ်ဆိုတဲ့အမြင်ကတော့မမုန်းမှုကိုလည်းနည်းစေမယ်ပူလောင်စရာပင်ပန်းစရာကြုံလာပြီဆိုလို့ရှိရင်လည်းတတ်တာမှုကိုအထိုက်လျောက်ရစေမယ်ဟုတ်လားဟုတ်ပြီအဲ့လိုဆိုရင်ဘုန်းဘုန်းတို့သိခြင်းမသိခြင်းဆိုတော့ဆက်ပြီးတော့သွားရအောင်ရှိခြင်းမရှိခြင်းတဲ့သိခြင်းမသိခြင်းကဘဝမှာပူပြီးတော့အရေးပါပါတယ်ဆိုတာလေးကိုတရားဏိဒန်းတော့ကပြောခဲ့တယ်နော်ဘာတွေရှိတယ်ဘာတွေမရှိဘူးဆိုတာတဲ့ငါဘာကိုသိတယ်ဘာကိုမသိဘူးဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်ဟုတ်လားအဲ့တော့ဒီနေရာမှာသိတယ်မသိဘူးဆိုတာကလည်းဘာကိုရည်ရွယ်တာတော့သိတယ်ဆိုတဲ့စကားလုံးလေးရဲ့ရှေ့မှာအမှန်တရားဆိုတာကအလိုလိုပါပြီးသားဟုတ်လားနောက်ဆိုကြပါစို့ဒီတ िश ူးဘူးကြီးကိုဘုံဘုံကဖန်ခွက်လို့သိမယ်ဆိုရင်ဒါကိုသိတယ်လို့ပြောလို့ကိုမရအောင်ဆိုမှားနေတယ်တ िश ူးဘူးကိုတ िश ူးဘူးလို့သိမှသိတယ်လို့ပြောလို့ရမယ်ဟုတ်တယ်မဟုတ်လားအဲ့တော့သိတယ်မသိဘူးဆိုတဲ့စကားရဲ့ရှေ့မှာဘာပါနေတာကိုသတိထားမှာတော့အမှန်တရားဟုတ်လားဒီနေရာမှာသိတယ်မသိဘူးဆိုတဲ့အသုံးအနှုန်းကဗမာစကားလုံးမှာအတိမ်နဲ့အမျိုးမျိုးရှိရယ်နော်ကျတော့မင်းကငါသိပါတယ်မင်းကငါမသိဘူးဆိုတာကအပေါ်ယံသူကဟုတ်လားဆိုကြမစို့ကမ္ဘာမှာနိုင်ငံပေါင်းဘယ်နိုင်ငံရှိတယ်ဘယ်နိုင်ငံကလူကြီးဘယ်လောက်ရှိတယ်ဘယ်လိုဘာသာဝင်နေကြတယ်ဟာအဲ့ဒါကိုသိတာကတမျိုးအဲ့ဒီသိတာမသိတာလောက်ကိုရည်ရွယ်တာမဟုတ်ဘူးနော်သဘောတဘာဝကိုထိုးထွင်းပြီးတော့နားလေတာသဘောပေါက်တာကိုဒီနေရာမှာသိတာလို့ပြောချင်တာဟုတ်လားဒီပန်းမွင့်လေးတွေဝါဝါလေးတွေလို့သိတာလောက်ကိုသိတယ်လို့ပြောတာပေါ့ဒီပန်းမွင့်ဘာကြောင့်ဝါနေတာဒီပန်းမွင့်ကဘာမျိုးစားဘလို့အနှံ့ရှိတယ်ဟာအဲ့ဒီလိုမျိုးနည်းနည်းသိတဲ့အသည့်ကိုဒီနေရာမှာမလုပ်တာတော့ရည်ရွယ်တာဟုတ်လားတော့ဒီနေရာမှာသိခြင်းမသိခြင်းဆိုတဲ့စကားရဲ့ရှေ့မှာဘာပါနေတာကိုသတိထားမှာတော့အမှန်တရားတဲ့အဲ့တော့အမှန်တရားလို့ပြောလိုက်တဲ့အခါကျတော့ဘုန်းဘုန်းတို့ရဲ့စကားလုံးကနည်းနည်းပေါ့တယ်လို့ဖြစ်နေနော်အမှန်တရားဆိုတာကိုပါဠိလိုဘယ်လိုခေါ်တော့သစ္စာဟောအဲ့ဒီကြတော့စကားလုံးကဘာဖြစ်သွားပြီတော့
လေးနဲ့သွားနော်သစ္စာဆိုတဲ့စကားလုံးလေးနဲ့တွဲပြီးတော့မြတ်စွာဘုရားဟောတာစတုသစ္စာအရိယသစ္စာသစ္စာဆိုတဲ့စကားလုံးသစ္စာ၄ပါးသိလိုက်လို့ရှိရင်စိတ်ကိုလုံးဝဖြူစင်တန်ရှင်းသွားစေသည့်အထိမှန်ကန်တဲ့အမှန်တရားလိုရင်းကိုပဲတန်းပြီးတော့သွားရအောင်ဒီနေ့မှာဘုန်းဘုန်းတို့ပြောနေတဲ့သိခြင်းမသိခြင်းဆိုတာဘာကိုသိတာတော့ဘာကိုမသိတာတော့လို့မေးရင်ကိုဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိတာမသိတာအဲ့ဒါကိုအဓိကရည်ရတာဘောပေါက်တယ်နော်အမြင့်ဆုံးအသိရဘာလဲလို့မေးရင်သစ္စာ၄ပါးကိုသိတဲ့အဆင့်ဒါကိုဘဝရဲ့အကြောင်းကိုသိတယ်မသိဘူးဆိုတဲ့နေရာမှာလည်းပဲသိခြင်းကနော်အဆင့်၅ဆင့်လောက်တော့ဘုံဘုံကပိုင်းခြားပြီးတော့ပြောခြင်းတယ်ဆိုကြပါစို့ဘုံဘုံတို့ဘဝမှာလူရလို့ဖြစ်နေတယ်ဟုတ်လားဘာကြောင့်ဘုံဘုံတို့ဖြစ်နေတာတော့အခြေခံလေးရစာနဲ့လည်းပြောကြည့်နော်ဘုံဘုံတို့ဒီဘဝမတိုင်ခင်တော့အရင်ဘဝတစ်ခုမှာဖြစ်ပြီးတော့အရင်ဘဝတစ်ခုကသေပြီးတော့ဒီဘဝဆက်ဖြစ်တာတော့ဘုံဘုံတို့အဲ့လိုယုံကြည်ထားရတာနော်ခုတခါကြီးဆိုရင်89နှစ်အရင်ဘဝလွန်ခဲ့တဲ့89နှစ်နဲ့တော့အမိပိုက်တဲ့နေခဲ့တဲ့10လ9လ10လလောက်ပေါင်းထည့်မယ်ဆိုအဲ့ဒါဘာတော့အဲ့ဒီဟိုဘက်ကအရင်ဘဝပေါ့နော်ဟုတ်လားအဲ့ဒီအရင်ဘဝကလည်းသူ့အရင်ဘဝတစ်ခုကသေပြီးတော့မှဖြစ်တာလို့ဘုံတို့အဲ့လိုယုံကြည်တာအဲ့ဒီဘဝသေပြီးတော့ဒီဘဝဖြစ်တယ်ဒီဘဝသေပြီးရင်လည်းပဲဆက်ဖြစ်အောင်မယ်လို့ဘုံဘုံတို့အဲ့လိုယုံကြည်ထားတာဘဝသေပြီးရင်မပြီးဘူးလို့ဘုံဘုံတို့အဲ့လိုယုံကြည်ထားတာဟုတ်တယ်မဟုတ်လားအဲ့ဒီအမှန်တရားကအလွန်အခြေခံကြတဲ့အမှန်တရားခေါင်းထဲမှာပေါ့ပေါ့လေးသဘောထားမယ်အမှန်တရားမဟုတ်ဘာဘူးလို့ဘဝတွေကမပြီးဘဲနဲ့သေပြီးရင်ထပ်ထပ်ဖြစ်နေတာတော့ဒီလူတွေဗုဒ္ဓဘာသာတွေနော်ဘာလို့ဘဝကသေပြီးရင်မပြီးဘဲနဲ့ထပ်ထပ်ဖြစ်နေတာလို့ဘုရားဟောခဲ့တာတော့ဘာသာကြားတယောက်ကမြန်မေးရင်ဘလို့ဖြစ်မလို့ဘုံဘုံအခုတလောဒီအကြောင်းအရာကိုပဲဦးစားပေးပြီးတော့ပြောပြနေတယ်ကဘာမှာလူအများစုကဘဝတွေဟာဘုရားဖန်ဆင်းလို့ဖြစ်တာဆိုတာကိုယုံကြည်ထားကြတာကျွတ်တော့အဲ့ဒီအထက်မပါဘူးအဲ့တော့သူတို့ကမေးမှာပေါ့တို့ကတော့ရှင်းတယ်ကွာဘုရားဖန်ဆင်းလို့ဖြစ်နေတာမင်းတို့ကတော့အရင်ဘဝလည်းဖြစ်ခဲ့တယ်လို့ယုံကြည်တယ်နောင်လည်းဆက်ဖြစ်အောင်မလို့ယုံကြည်တယ်ဘဝတွေကဘာလို့မပြီးနိုင်မလဲဆက်ဖြစ်နေတာလို့မေးလို့ဖြေမလို့ထပ်ပြီးတော့ဘုန်းကြီးကမေးတာကအဲ့ဒီအဖြေကိုစွဲသွားစေခြင်းလို့မေးနေတာပိဋကကိုနှိပ်စက်နေတာမဟုတ်ဘာလို့ဖြစ်နေတာဆိုရင်လောဘကြောင့်ဖြစ်တာတဲ့ဘာကြောင့်ဖြစ်တာလဲတော့လောဘကြောင့်ပါဗျာဒေသနာအထောက်ထားဘယ်မှာရှာမလို့ဓမ္မစကြာပါဠိတော်မှာရှာကြည့်တဏ္ဏပောနောဘဝိကတဏှာဆိုတာလောဘကိုပြောတာနော်တဏှာပောနောဘဝိကလောဘသည်ဘဝတစ်ကိုဖြစ်စေတတ်တဲ့တတ္တိရှိနေတယ်ဘာလို့ဘဝတွေကျွတ်တို့ထထရနေတာတော့ထထဖြစ်နေတာတော့ဆိုရင်ရခြင်းလို့ကိုရနေတာဖြစ်ခြင်းလို့ကိုဖြစ်နေတာပဲဘဝကိုဘုံတို့တန်ရုံးစင်ကိုမပြတ်ဘူးဘဝကိုတွဲကပ်နေတယ်ဘဝကိုမစွန့်နိုင်မလွတ်နိုင်ဘူးသေတော့မှဆိုရင်နောက်တဲ့ဘဝတစ်ခုထပ်ကိုရခြင်းဖြစ်ကိုဖြစ်ခြင်းပဲဟုတ်လားဘာလို့ဘဝကိုဘုံတို့ရခြင်းရတာတော့ဖြစ်ခြင်းရတော့အဲ့ဒီလောဘဘာကြောင့်ဖြစ်တာတော့ကဲဒုတိယမေးမမေးအဲ့ဒီလောဘဘာကြောင့်ဖြစ်တာတော့ကောင်းနေခြင်းလို့ပေါ့ကောင်းတယ်လို့ထင်တာဟာအမှားလားလို့မေးအမှားပဲတကယ်တမ်းကမကောင်းတာတွေဖြစ်နေတာစာလိုခန့်ခန့်ညာညာပြောရင်ဒုက္ခသစ္စာတွေဖြစ်နေတာပဲဒါပေမဲ့ကျွတ်တို့ဘဝကဆင်းရဲခြင်းသဘောမျှတာဖြစ်နေတယ်ဆိုတော့ဒုက္ခသစ္စာကိုကျွတ်တို့ပိုင်းခြားပြီးတော့ခါခဏနာသိသလားမသိဆင်းရဲကိုဆင်းရဲမှမသိဘူးဆင်းရဲမှမသိတဲ့အတွက်ကြောင့်အဲ့ဒီဆင်းရဲကြီးကိုပဲကျွတ်တို့လိုချင်မိပြီးသားဖြစ်နေတယ်ပြောရရင်ကျွတ်တို့လိုချင်နေတဲ့အရာဆင်းရဲကြီးပဲဆင်းရဲကြီးမှသိရင်ဘယ်လိုချင်မှာတော့ကျွတ်တို့လိုချင်နေတာကိုထောက်တော့အဖြစ်ဆင်းရဲမှမသိဘူးဆိုတာထင်ရှားတယ်ဟုတ်တယ်မဟုတ်လားဆင်းရဲကိုဆင်းရဲမှမသိတာဘယ်လိုခေါ်တော့အဝိဇ္ဇာဟောစကားလုံးကအဲ့ဒီကြမှာခန့်ညားသွားနော်အဝိဇ္ဇာတေကိုကောက်တော့ပါတော့မောဟအဝိဇ္ဇာကိုမြတ်စွာဘုရားဘယ်လိုအဓိပ္ပာယ်ဖွင့်တော့ဒုက္ခေအညာဏဒုက္ခသမုဒိအညာဏဒုက္ခនិရောဓေအညာဏဒုက္ခនិရောဓဂามိနိပရိပဒါအညာဏဘဝကြီးကဆင်းရဲကြီးပဲဒါကြီးကမကောင်းတဲ့အရာကြီးပဲလို့ဒုက္ခသစ္စာကိုသူမသိဆင်းရဲကိုဆင်းရဲလို့မသိဒီဆင်းရဲဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့ဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းတရားဆင်းရဲကိုဘာကြောင့်ဖြစ်တယ်လဲလို့မြင်ပြောခဲ့ပြီးလောဘကြောင့်ဖြစ်တာဘဝဟာဆင်းရဲပဲတကယ်ကလောဘကြောင့်ဖြစ်တယ်နော်အဲ့ဒီလောဘဒီဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းတရားပဲဆင်းရဲတွေဟာဒါကြောင့်ဖြစ်တာလို့အကြောင်းတရားကိုလည်းမသိဟုတ်လား
ဒုက္ခនិရောဓအယံဒုက္ခនិရောဓတိယထာဘုဒ္ဓနဗ္ဗဇာနာတိဟာဒီလောဘချုပ်ရနိဗ္ဗာန်ဆိုတဲ့သဘောဟာဒုက္ခချုပ်ခြင်းပဲဆိုတဲ့និရောဓသစ္စာကိုလည်းသူမသိတော့အသေးစိတ်မြတ်စွာဘုရားတော့ဣဒံဒုက္ခတိယထာဘုဒ္ဓနဗ္ဗဇာနာတိအယံဒုက္ခသမုဒယတိယထာဘုဒ္ဓနဗ္ဗဇာနာတိအယံဒုက္ခនិရောဓတိယထာဘုဒ္ဓနဗ္ဗဇာနာတိအဲ့လိုလည်းမြတ်စွာဘုရားဟောတယ်စောစောကအချင်းချုပ်ကလေးပြောတာဒုက္ခေအညာဏဒုက္ခသမုဒယအညာဏဒုက္ခေဒုက္ခကိုအညာဏမသိဒါဆင်းရဲတယ်ကိုမသိတာပဲကိုဘာဖြစ်လို့ဖြစ်နေမှမသိဗမာစကားပုံနဲ့ပြောမှဆိုတော့နည်းနည်းနာတရားကောင်းတယ်မနော်ညင်းစီလို့အထီးမှအမှမသိဘူးအဲ့ဒါသူများမဟုတ်ဘူးကိုပဲဟုတ်လားကိုဆင်းရဲလို့ဆင်းရဲမှမသိဘူးဆင်းရဲဖြစ်နေတာလားချမ်းသာဖြစ်နေတာလားကျွတ်လို့မသေးကွဲဘူးထင်မိထင်ရဝရဝါဒနဲ့သွားရတယ်ဘွားခီးကိုဟုတ်လားနော်အဲ့လိုဆိုရင်ဘုန်းတို့စကားလေးတွေပြန်ပြီးတော့ဆက်ဆက်မယ်နော်ကျွတ်တို့လူမျိုးလို့ပြောလိုက်ရင်တော့များသွားပြီနော်ကျွတ်တို့ဘာသာဝင်တွေကဘာကိုယုံကြည်ထားတာလို့အရင်ဘဝဖြစ်ခဲ့တယ်ဆိုတာယုံကြည်ထားတာဒီဘဝသိပြီးရင်နောက်ထပ်ဆက်ဖြစ်အောင်မယ်လို့ယုံကြည်ထားတာအဲ့လိုဆိုရင်သူများမေးရင်ဖြေတဲ့ပစီဘာကြောင့်ဘဝတွေကဆက်ဖြစ်နေရတော့လောဘကြောင့်ဖြစ်တာဖြစ်ချင်းလို့ကိုဖြစ်နေတာဟေးဟုတ်လားဘာလို့ဖြစ်ချင်နေတာတော့လို့မေးရင်ဆင်းရဲမှမသိလို့ပေါ့ဒီလိုဖြေရရမယ်နော်အဝိဇ္ဇာနဲ့တဏှာတွေတန်တရားဤရေတောင်းမြေကြီးနဲ့ချောင်းနော်အဲ့လိုခန့်ညားတဲ့စကားလုံးတွေနေနဲ့တော့နားလည်ပြီးသားဒါပေမဲ့အခုအရေးအကြောင်းရဘုန်းကြီးကမေးလိုက်တော့တရားမှပြန်ပြီးတော့မဖြေဘဝဘာလို့ဖြစ်နေတာလို့မေးဘူးမှမဖြေတကယ်တမ်းကဘဝအဆင်းရဲပဲကျွတ်တို့ကြောက်ပါတယ်ကျွတ်တို့ထိတ်လန့်ပါတယ်အလွန်မှယွန်းရှားပါတယ်ဆက်ဆုပ်ပါတယ်ဆိုတဲ့ဒုက္ခတွေနော်အခုဟောရင်းနဲ့ပြောရနော်ဘာတွေကိုကြောက်တာလဲဘာတွေကိုကျွတ်တို့ယွန်းရှားဆက်ဆုပ်တာတော့ဘလို့ဒုက္ခတွေကိုအလွန်အမင်းကိုဘုံဘုံတို့ကြောက်နေတာတော့ကျွတ်တို့မရခြင်းတဲ့ဒုက္ခတွေကျွတ်တို့မဖြစ်လင်မတွေ့လို့မကြုံလို့တဲ့ဒုက္ခတွေကဘလို့ဒုက္ခတွေလို့တဲ့ပြောရရင်ဒုက္ခဝေဒနာဒုမနတဝေဒနာပို့ပြီးတော့နားလည်နိုင်တဲ့စကားလုံးနဲ့ပြောရရင်နာခြင်းသေခြင်းကိုကျွတ်တို့အကြောက်ဆုံးပဲကျန်တာတွေကိုကြောက်တယ်ဆိုတာနာခြင်းသေခြင်းကိုဖြစ်စေတတ်လို့ကြောက်ရတာဟုတ်တယ်မဟုတ်လားအခုဒီတဲ့ကိုအစိတ်ပြင်းတဲ့မွေးတယ်ကောင်လွှတ်လိုက်မယ်ဆိုအကုန်ထပြေးမှာနော်ဘာလို့တော့ကြောက်တယ်မွေးကိုကြောက်တာလားမွေးကြိုက်ရင်အစိတ်တက်ပြီးတော့သေမှာကိုကြောက်တာလားသေမှာကြောက်တာမွေးကကြိုက်လည်းမနာဘူးစိတ်လည်းမတက်ဘူးမွေးကြိုက်ရင်ပိုက်ဆံတော်ရအောင်မှာဆိုရင်တော့အဲ့ဒီမွေးကြိုက်ချင်းကြိုက်ပါစေအဲ့တော့ကျွတ်တို့တကယ်ကြောက်တာဘာကိုကြောက်တာတော့နာခြင်းသေခြင်းကိုကြောက်တာနာမှာကိုလည်းကြောက်တယ်နော်တခါတခါကြီးတယောက်ဘုံဘုံကိုရှောက်ဘူးတယ်သူဒူးအောင်တာလို့ဆိုတော့ဆရာဝန်ကဒူးတဲ့ဆေးထိုးပေးလိုက်တာဘလို့အစင်မပြေဖြစ်တယ်ဒူးကြီးအကြီးဖြစ်လာနာလိုက်တမဘလောက်ထိနာတော့ဆိုရင်သေခြင်းသေသွားပါစေတော့အဲ့လိုစိတ်တောင်ခဏခဏဖြစ်တယ်နာခြင်းကိုလည်းကျွတ်တို့ကြောက်တယ်နော်ဟုတ်လားအဲ့တော့ပြောရင်တာပါတော့အဲ့ဒီကျွတ်တို့ကြောက်ပါတယ်ဆိုတဲ့ဒီနာခြင်းသေခြင်းဒုက္ခဒေါမနတကြီးဒီတရားစိုးတွေဟာဘယ်မှာဖြစ်နေတာလို့ကျွတ်တို့မစွန့်နိုင်တဲ့ကျွတ်တို့လိုချင်လွန်းလို့ရအောင်ရှားထားလို့ကိုရနေတဲ့ဘဝမှာကိုအဲ့ဒါတွေရှိနေတာအဲ့ဒါတွေမပါတဲ့ဘဝဆိုတာရှိသလားရှိပါဘူးစဉ်းစားနော်ဘဝရရင်ဒုက္ခရမှာနော်ဒါပေမဲ့ကျွတ်တို့ကဘဝနဲ့ဒုက္ခကိုတစ်ခုတည်းလို့ကိုမတွေးမိဘူးဘဝတတ်တတ်ဒုက္ခတတ်တတ်ငါဘဝကတော့အမြဲတမ်းရရင်လည်းဒုက္ခတော့မပါခဲ့နဲ့ဟုတ်လားရမလားဒုက္ခမပါတဲ့ဘဝတီးသန့်လေးကိုတောင့်တကြတာတကယ်ကိုမဖြစ်နိုင်တဲ့တောင့်တချက်တွေပေါ့အဲ့ဒီတောင့်တချက်ဘယ်တော့ပြည့်မလို့ဘယ်တော့မှမပြည့်ဘူးနော်ယံပိဋ္ဌံနလပတိတံပိဒုက္ခဆိုတဲ့စကားလုံးကြားဘူးတယ်မဟုတ်လားအလွန်နာမည်ကြီးရယ်လေဓမ္မစကြာပါဠိတော်မှာဘာပြောတာတော့ယံပိဋ္ဌံနလပတိတံပိဒုက္ခကိုကဒါလေးလိုချင်တယ်ဒါလေးဖြစ်ချင်တယ်အဲ့ဒါလေးကမရဘူးမဖြစ်ဘူးဆိုစိတ်ထဲမှာခံစားရတယ်အဲ့ဒါဘာလို့ဆင်းရဲတယ်အဲ့ဒီယံပိဋ္ဌံနလပတိတံပိဒုက္ခကိုမြတ်စွာဘုရားအဓိပ္ပာယ်ဘယ်လိုဖွင့်နေထင်တော့ကိုကမအိုးခြင်းဘူးတဲ့ဒါပေမဲ့ကိုရထားတဲ့ဘဝရတဖြည်းဖြည်းနဲ့ရုပ်ဆိုးတဲ့ဘက်ကိုသွားတယ်သူကဟုတ်လားကိုကနာကျင်ခံခတ်မှုကိုမရခြင်းဘူးဒါပေမဲ့ကိုရထားတဲ့ဘဝခန္ဓာကြီးကနာကျင်မှုတစ်ခါတည်းတွဲပါပြီးသားပြောရရင်မနက်ကတောင်ဘုံဘုံအဲ့ဒီတရားလေးဟောခဲ့တယ်ရောဂနိလံဆိုတဲ့ပါဠိစကားလေးနော်ရောဂနိလံယောဂါတွေရောက်လာတဲ့စိတ်ကန်းကြီးတဲ့ခန္ဓာကိုယ်ကြီးဆိုတာဟုတ်လားပရိဇိဏမိဒံရူပံရောဂနိလပပင်ကုဏဗိရှတိပုတိတန်တေဟောဥတ္တရာထေရီဆိုတာကိုမြတ်စွာဘုရားအကြောင်းပြုပြီးတော့ဟောတာ
ဘိဇတိပုရိတံတေယောမရဏံတင်ကြီးဇီဝိတာပရိဇိဏမိရံရူပံရောဂနိလပပင်ကုဏဘိဇတိပုရိတံတေယောမရဏံတင်ကြီးဇီဝိတာအဲ့ဒီထဲမှာခန္ဓာရဲ့အကြောင်းကိုဘယ်လိုပြောထားအောင်ဆိုတော့ပရိဇိဏတဖြည်းဖြည်းနဲ့အိုဟောင်းသွားတယ်ပပင်ကုဏဖြိုဖျဲပြိုကွဲပြီးတော့ပျက်စီးသွားမယ်ရောဂနိလံဆိုတာလေးကိုဘုံဘသဘောကျတာစိတ်ကန်းကြီးဘာတွေကတ်လာတဲ့စိတ်ကန်းကြီးတော့ဆိုတော့ယောဂတွေကတ်လာတဲ့စိတ်ကန်းသင်္ဘောစိတ်လှေစိတ်စိတ်ကန်းတွေမှာသုံးတယ်နော်ကုန်းတွင်းစိတ်ကန်းဆိုတော့ယထာတွေပါလဲလာတော့လဲစိတ်ကန်းလို့သုံးတာရှိရနော်ကားဂိတ်ဆိုကားတွေရောက်လာမှာနော်ယထာတွေရောက်လာမယ်သင်္ဘောစိတ်ဆိုတော့သင်္ဘောတွေရောက်လာမှာပေါ့ခန္ဓာကိုယ်ကြီးကဘာစိတ်တယ်တော့ယောဂစိတ်ကန်းကြီးတဲ့အဲ့ဒါယောဂတွေရောက်လာမယ်ဒါပေမဲ့ကျွတ်တို့ကဘယ်လိုတောင့်တတာတော့ယောဂမရခြင်းပေါ့ကျွတ်တို့ကမသေးခြင်းဘူးလို့တောင့်တတယ်ခန္ဓာကိုယ်ကြီးကသေတတ်တဲ့သဘာဝကြီးကျွတ်တို့ကမဖြစ်နိုင်တာတွေကိုတောင့်တပြီးတော့အဲ့ဒါစိတ်တိုင်းမကြဖြစ်နေရတဲ့လူတွေပဲတကယ်ကဟုတ်လားကျွတ်တို့မိုးခြင်းဘူးအိုတယ်ကျွတ်တို့မနာခြင်းဘူးနာမယ်ကျွတ်တို့မသေးခြင်းဘူးသေအဲ့တော့ကျွတ်တို့တောင့်တတဲ့အရာတွေဟာမရနိုင်တဲ့အရာတွေကိုတောင့်တတဲ့အတွက်ကြောင့်သေချာပေါက်ရကိုမရကျွတ်တို့ကခွဲခွာမှုကိုမကြိုက်ဘူးခွဲခွာခြင်းဘူးဆိုတော့ကျွတ်တို့ကတောင့်တတယ်သေချာပေါက်ခွဲရလိမ့်မယ်အဲ့ဒါယံပိဋ္ဌာနာလပတိတံပိဒုက္ခပဲလို့မြတ်စွာဘုရားဟောတယ်ဒါစကားတွေကဘယ်ကနေထွက်သွားတာတော့သစ္စာအမှန်တရားကိုသိတာသိခြင်းမသိခြင်းဆိုတဲ့စကားလုံးရဲ့ရှေ့မှာအမှန်တရားဆိုတာထဲ့မှအဓိပ္ပာယ်ရှိမှာနော်သိတယ်ဆိုတာအမှန်ကိုသိမှသိတယ်လို့ခေါ်လို့ရတာအမှားကြီးသိထားရင်သိတယ်လို့ခေါ်လို့မရအောင်အဲ့တော့အမှန်ဆိုတဲ့စကားလုံးကိုပါဠိလိုသစ္စာအဲ့ဒီအမှန်တရားကိုအစဉ်စဉ်လေးဘုံဘုံကပြောမှာ၅ဆင့်ပြောမယ်ဆိုတာအခုအဲ့ဒီပထမဆင့်ကိုပြောမလို့စကားတွေကနော်တိတိလိုက်တာတွေကိုဘုံဘုံကပြောနေတာဘဝတွေကတဘဝပြီးတော့ဆက်ဆက်ဖြစ်တယ်ဒီရောက်ပြီနော်စကားကဘာလို့ဆက်ဖြစ်တာလဲလောဘကြောင့်ဖြစ်တယ်အဲ့ဒီလောဘဘာကြောင့်ဖြစ်တယ်လဲအဝိဇ္ဇာဆိုတဲ့ဆင်းရဲတာကိုဆင်းရဲမှမသိလို့လောဘဖြစ်တယ်ဟုတ်ပြီအဲ့လိုဆိုရင်ကျုပ်တို့မှာလောဘကအပြည့်ပဲဘာလို့အပြည့်လို့ပြောရတော့ကျုပ်တို့ဒုက္ခမှန်သိကုန်မသိဘူးနော်ဒီဘုန်းကြီးလည်းပြောနေမသိဘူးနော်မသိဘူးဆိုတာကိုဘာလို့ထောက်ကြည့်ရင်သိနိုင်တယ်လဲတန်ရောစင်မပြတ်တာမမောတွေ့တာနေတာကိုကြည်ခြင်းအပြင်သိနိုင်တယ်သူလိုချင်နေတယ်ဆိုရင်သူလိုချင်တဲ့အရာကြီးအကြောင်း तू မသိဘူးဆိုတာနားလည်လို့ရတယ်။ဟောဆို तू မဟုတ်တာကြီးကိုလိုချင်နေတာအဲ့ဒါမဟုတ်မှန်းသိကိုမသိဘူး။မဟုတ်မှန်းမသိတာဘယ်လိုခေါ်တော့အဝိဇ္ဇာ။အဲ့ဒီအဝိဇ္ဇာနဲ့တဏှာရှိတဲ့ကြောင့်ဒကာဓမ္မတို့ရောဘုန်းဘုန်းတို့ရောတတ္တဝါတွေကဘာလို့မလို့ဆက်ဖြစ်လိမ့်မယ်။ပေကြပေါက်ဆက်ဖြစ်။အဲ့တော့နောက်ဘဝဆိုတာကကိုယ့်ရဲ့တက်တန်းကိုကြည့်ပြီးတော့ဘလောက်ဝေးတယ်နီးတယ်လို့တိတိကျကျပြောလို့ရတယ်။အခုအသက်50ရှိတဲ့လူရဲ့ပြီးခဲ့တဲ့ဘဝနှစ်50ရဲ့ဟိုဘက်ကနောက်ဘဝပေါ့အရင်ဘဝပေါ့ဟုတ်လားအခုအသက်20ရှိတဲ့လူကအသက်20ရဲ့ဟိုဘက်ကအရင်ဘဝပေါ့လာမယ့်ဘဝကျတော့အဲ့လိုတိတိကျကျပြောလို့ရသေးလားမရတော့ဟောစဉ်းစားနော်အရင်ဘဝအတိအကျပြောလို့ရတယ်လာမယ့်ဘဝအတိအကျပြောလို့မရဘူးဖြစ်ကိုဖြစ်လိမ့်မယ်အဲ့ဒီဥစ္စာအဲ့လိုဆိုရင်အမှန်တရားကိုသိဖို့ဆိုတဲ့ခေါင်းစဉ်အောက်ကနေသွားနေတာဒီစကလုံးကအဲ့လိုဆိုရင်ဘုန်းဘုန်းတို့ဘဝတွေကလောဘကြောင့်ဖြစ်တယ်ဟုတ်ပြီဖြစ်တဲ့နေရာမှာဘဝကအကောင်းရှိတယ်ဆိုရှိဘဝနဲ့ချီဘုံနဲ့ချီပြီးတော့ပြောလိုက်မယ်ဆိုရင်ဗြဟ္မာပြည်နတ်ပြည်လူပြည်လို့ဆိုတဲ့ဗြဟ္မာဘဝနတ်ဘဝလူဘဝကျမ်းများဖြင့်သူဂတိဘဝကောင်းတဲ့ဘဝလို့ပြောတယ်နော်ငရဲတိဆံပြိတ္တာသူတကယ်ကြက်တတ်ပါတော့ဒုက္ခတိဘဝမကောင်းတဲ့ဘဝလို့ပြောတယ်အဲ့ဒီမှာနတ်ပြည်အမျိုးအစားဗြဟ္မာပြည်အမျိုးအစားဒါကိုလိုက်ပြီးတော့သုံးတဲ့ပုံဆိုတာဖြစ်သွားတယ်အကျဉ်းမြင့်ခွဲလိုက်မယ်ဆိုရင်ဘဝကပါတော့ဘဝကောင်းရဲ့ဘဝဆိုးရဲ့အကောင်ဆိုးကွဲတယ်နော်အဲ့ဒီအကောင်ဆိုးကိုကြတော့ဘယ်သူကစီရင်တာတော့ဘဝကိုတော့လောဘကဖြစ်စေပြီဒီတိနားလည်ခဲ့ပြီအကောင်အဆိုးကိုကြတော့ဘယ်သူစီရင်တာတော့ဘယ်သူကအမိန့်ပေးနေတာတော့ဘယ်သူကအဲ့လိုဖြစ်စေလို့လုပ်နေတာတော့ဥပမာဒီပြင်ဘဝတွေကိုသာသာထားလိုက်ဒီလူဘဝတစ်ခုတည်းမှာကိုပဲအကောင်အဆိုးဆိုတာအကျဉ်းများဖြင့်နှစ်မျိုးကွဲနေတယ်ကျုပ်လာတာနဲ့မလာတာကွဲမနေဘူးလားပိုင်ဆိုင်မှုရှိတာမရှိတာကွဲမနေဘူးလားကျမရေးကောင်းတာမကောင်းတာအသက်တူတာရှည်တာလူကြီးလူငယ်များတာမများတာပညာထက်တာမထက်တာအတိုင်းဝိုင်းကောင်းတာမကောင်းတာဟာကွဲနေနော်အဲ့ဒီကွဲနေတာတွေကိုတူရာဆုလိုက်မယ်ဆိုရင်ဘာပဲရှိတယ်အကောင်းနဲ့အဆိုးအဲ့ဒီအကောင်းဆိုးကိုကြတော့ဘဝနဲ့ချီပြောမှဆိုရင်ကောင်းတဲ့ဘဝဆိုးတဲ့ဘဝဘယ်သူကစီရင်တာတော့လူဘဝမှာဆိုရင်လည်းအကောင်းတွေအဆိုးတွေဖြစ်အောင်ဘယ်သူစီရင်နေတာတော့လို့မေးရင်ဒီပြင်ဘာသာတရားကတော့သူ့ဟာသူတော့ရှင်းနေတယ်သူတို့ကတော့ဘယ်လိုပြောရတော့ဘုရားသခင်အလိုရာဘုရားဖန်ဆင်းထားတယ်ဒါဘုံဘုံတို့ဘာမှပုတ်ခတ်ပြောနေတာမဟုတ်ဘူးနော်ဒါသူ့ယူဆသူ့သဘောပေါ့ဟုတ်လားကျွတ်တို့ကအဲ့လိုမမြင်ဘူးကျွတ်တို့ကဘယ်လိုမြင်တာတော့
အကောင်းဆိုးကိုဘယ်သူစီရင်တာလို့ကျွတ်တို့ကမြင်တာလို့သိတာလို့ကံတရားဟုတ်ပြီနော်ကံတရားဆိုတာဘာကိုကံလို့ပြောတာတော့စေတနာဘိကဝေကမ္မဝရမိဆိုတဲ့ဒေသနာကိုထောက်သင်အဖြစ်အဓိကပါတော့ကိုယ့်ရဲ့စိတ်စေတနာလေးဒီနေရာချင်းအချိန်တိုင်းဖြစ်နေတဲ့ကျွတ်တို့ရဲ့စိတ်ထားလေးတွေရင်ဘဝကလည်းပဲစိတ်ထားလေးတွေဖြစ်ခဲ့တာအခုဘဝကလည်းဘာလို့ဆက်ဖြစ်နေတာပဲအဲ့ဒီစိတ်ထားလေးတွေကကောင်းတာလည်းရှိတယ်ဆိုတာလည်းရှိတယ်ယောနိသောမနတိကာရနှလုံးသွင်းကောင်းရင်စိတ်ထားကောင်းလေးတွေဖြစ်အာယောနိသောမနတိကာရနှလုံးသွင်းမှားပြီဆိုရင်စိတ်ထားရုပ်ကလေးတွေဖြစ်ကျွတ်တို့အဲ့လိုသွားတာနော်အဲ့ဒီကျွတ်တို့ရဲ့ကောင်းမြတ်တဲ့စိတ်ထားဆိုးရုပ်တဲ့စိတ်ထားဒီစိတ်ထားနှစ်မျိုးတနည်းအားဖြင့်ဒီစေတနာနှစ်မျိုးကိုပဲဘာလို့ခေါ်တော့ကုသိုလ်ကအကုသိုလ်ကအကောင်းဆိုးကိုသူပဲစီရင်နေတယ်အဲ့ဒါသူ့ရဲ့နယ်ဘဝကိုဖန်တီးတာကလောဘဘဝကိုဖြစ်စေတာကလောဘအကောင်းဆိုးကိုကြတော့စိတ်ထားကအသေးစိတ်ကိုဖန်တီးနေတာကျွတ်တို့စိတ်ထားကလည်းစမ်းကြယ်မှစမ်းကြယ်စိတ်ဆိုတဲ့အတိုင်းအလွန်စမ်းကြယ်တယ်ဒါကြောင့်ဘုရားဟောတာတယ်စိတ်စမ်းကြယ်လို့အပြုအမူတွေအပြောဆိုတွေအတွေးကြံတွေလည်းအလွန်ကိုစမ်းကြယ်တယ်အဲ့ဒီအလုတ်တွေဆိုတဲ့ကံစမ်းကြယ်တဲ့အတွက်ကြောင့်အကျိုးရလဒ်ကလည်းစမ်းကြယ်မှစမ်းကြယ်အခုဒီနားမှာနော်လူ300-400လောက်ရှိတယ်တရားမှချွတ်ချွတ်တူနေတဲ့လူရှိပုံလည်းမတူစိတ်ထားလည်းမတူဘာမှကိုမတူဘူးအကျိုးပေးတွေစမ်းကြယ်နေပုံပြောပါလေဘာလို့စမ်းကြယ်တာတော့ကံစမ်းကြယ်လို့ကံကဘာလို့စမ်းကြယ်တာတော့စိတ်စမ်းကြယ်လို့အဲ့ဒီအမှန်တရားကိုဘုန်းတို့အရင်မြင်ရမယ်နော်သိချင်းမသိချင်းဆိုတာအဲ့ဒါကိုပြောတာဟုတ်ပြီနော်ကံရဲ့အကျိုးကိုသိတာလို့အကြံဉာဏ်လေးပြောရင်အဲ့လိုပြောလိုက်ရင်ပြီးပါတယ်ဘုံဘုံကအရေးပါတဲ့အရာမှုလို့အသေးစိတ်ပြောလိုက်ဘဝတွေဟာလောဘကြောင့်ဖြစ်တယ်လောဘကအဝိဇ္ဇာကြောင့်ဖြစ်တယ်အကောင်းဆိုးကိုကြတော့ကိုယ်စိတ်ထားဆိုတဲ့ကံတရားကစီရင်တယ်ဒါကိုပြောနေတာဘုန်းကြီးကဟုတ်လားဒါသိပြီးရင်ဗာဆက်သိမှာတော့သိချင်းမသိချင်းနယ်ပဲဟုတ်လားဟောဒီသဘာဝတရားတွေထဲမှာပုဂ္ဂိုလ်တ attva ဆိုတာပါကိုမပါဘူးဟောလားနော်ဖောက်ပြန်မှုအစုကိုပါဠိလိုရူပလို့ခေါ်တယ်အဲ့ဒါဗမာလိုရုပ်လို့ဘာသာပြန်လိုက်တယ်ရုပ်လို့ဘာသာပြန်တော့နားလည်မှုဟာတို့လိုတန်လိုက်ကြီးဖြစ်နေဘယ်လိုနားလည်ရမှမသိဟုတ်လားမာရူပဆိုတဲ့ပါဠိစကားဟာဘာလို့ဖောက်ပြန်ခြင်းဟာအဲ့ဒီကျမှရှင်းနော်မျက်စိနဲ့မြင်နေရတဲ့ဒီကိုအောင်ကြီးကဘာကြီးလုံးလို့မင်းဖောက်ပြန်မှုကြီးပဲသူကဖောက်ပြန်နေတဲ့အရာကြီးကိုပြောတာတွေးတွေလက်ပတ်နေတာမြင်အောင်ကြည့်အ ਨੇ ဆုံးလေတွေဝင်ထွက်နေတာမြင်အောင်ကြည့်စားထားတဲ့အစာအာဟာရတောက်ထားတဲ့ရေတွေပြောင်းလဲနေတာမြင်အောင်ကြည့်အချိန်တိုင်းဘာလို့နေတော့ပြောင်းလဲနေတဲ့လှုပ်ရှားနေတဲ့အတွင်ထဲမှာစပင်လေးတွေအမြဲတမ်းထွက်နေတဲ့လက်သေးလေးတွေအမြဲတမ်းထွက်နေတယ်မြင်အောင်ကြည့်ဟုတ်လားသွေးအသစ်အဟောင်းအမြဲတမ်းပြောင်းနေတယ်မြင်အောင်ကြည့်ဘာလို့ဆိုတော့ဟောက်ပြန်မှုအရှုဝေကြီးမြတ်စွာဘုရားတော့ဖေနပိဏုပမရူပံရေမြုပ်ဆိုင်ရေမြုပ်ခရီးနဲ့အလွန်တူတယ်လို့ဟောတယ်ညစ်ပတ်တဲ့ရေတွေအရှင်ဟုန်နဲ့စီးသွားလို့ရှိရင်အနှိမ့်မြင့်ကွာတဲ့နေရာမှာအမြုပ်တွေထားလာရှိတယ်ဆက်ပြဘူပေါင်းတွေကိုသေချာကြည့်ကြည့်လိုက်အမြုပ်ဆိုတော့ဘူပေါင်းသေးသေးလေးတွေစုထားတာနော်အဲ့ဒီဘူပေါင်းသေးသေးလေးတွေဟာတစ်လုံးပေါက်တယ်နောက်တစ်လုံးဖြစ်တယ်ဟာဖြစ်ချင်းလို့ဖြစ်နေတဲ့သူကဒီရုပ်စုကြီးကိုအဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့ဒီရုပ်အစုဝေးကြီးကိုမှီးပြီးတော့ဖြစ်နေတဲ့ပိုးပြီးတော့ရှုပ်ထွေးတဲ့တရားတစ်ခုရှိတယ်အဲ့ဒါဘာလို့ဆိုတော့နံတရားပေါ့နော်နံတရားကိုကျတော့ရှုပ်ထွေးလွန်းလို့ကျေပြန်လွန်းလို့မြတ်စွာဘုရား၄ပုံပုံလိုက်တယ်တိမှုဝိညာဉ်အစုသူကောင်းဆောင်ဒေသနာဟောစဉ်မှာတော့ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဟောတယ်နော်အခုနားလေအောင်ပြောတဲ့နေရာမှာတော့ဝိညာဉ်ကိုရှေ့တန်းတင်ပြီးတော့ပြောလိုက်တယ်ဘာလို့ဆိုသူကောင်းဆောင်တိပြီဆိုတာနဲ့ခံစားမှုပါတယ်ကောင်းဆိုဘာပဲညာပဲဘသူပဲဘယ်ဝါပဲဘယ်ဟာပဲအကောင်းပဲအဆိုးပဲအစိုက်ကြီးပြန်မှတ်ထင်မှုအမျိုးမျိုးပါတယ်အဲ့ဒါပါတော့သင်ညာအကောင်းအဆိုးအမျိုးမျိုးစိတ်ရဲ့တုံ့ပြန်မှုတွေပါတယ်ကုသိုလ်အကုသိုလ်ဟုတ်လားအဲ့ဒါပါလေတော့စေတနာကောင်းဆောင်တဲ့သင်္ခါရဘုန်းတို့နံတရားကိုမြင်အောင်ကြည့်တဲ့နေရာမှာရှုထောင့်၄မျိုးကနေကြည့်ရမယ်နော်သိမှုရှုထောင့်ကနေမြင်တဲ့ရမယ်ခံစားမှုရှုထောင့်ကနေမြင်တဲ့ရမယ်နော်ဘာပဲညာပဲမှတ်ထင်နေမှုသင်ညာရှုထောင့်ကနေမြင်တဲ့ရမယ်အကောင်းအဆိုးအမျိုးမျိုးစိတ်ကတုံ့ပြန်နေမှုစိတ်စော်လှုပ်ဆော်နေမှုဘာတော့မြင်တဲ့ရမယ်တကယ်ဖြစ်စဉ်အဲ့တိုင်းသွားတာဒုတိယအဆင့်အတိရဲ့ level ဘာလို့နမရူပပရိစ္ဆေဒဉာဏ်ကိုပြောနေတာပုဂ္ဂိုလ်တ attva မပါဘူးဒီရုပ်အစုနာအစုတွေဖြစ်ပေါ်နေတာလို့မြင်တာဒါဒုတိယအဆင့်သိတယ်ဆိုတာအဲ့ဒါကိုသိတာကိုသိတယ်လို့ပြောတာနော်နောက်တတိယအဆင့်ဘာဆက်မြင်ရမလို့ဒီပုဂ္ဂိုလ်တ attva သဘောမပါတဲ့သဘာဝတရားတက်ဒီယုံနာအစုဟာတစုံတရာကဖန်တီးထားလို့ဖန်ဆင်းထားလို့ဖြစ်နေတာလည်းမဟုတ်
အကြောင်းမဲ့ဖြစ်နေကြတာလည်းမဟုတ်ဘူးရှေ့ယုံနဲ့အကြောင်းတရားတစ်ခုခုကိုအကြောင်းခံပြီးတော့နောက်ယုံနဲ့အကျိုးရလက်တွေဟာဖြစ်ပေါ်နေတယ်အကြောင်းအကျိုးသဘောတွေပဲအခုဘလို့တွေးတွေဖြစ်နေတယ်လေအိမ်မှာနေရင်ဒီအတွေးဖြစ်ကိုမဖြစ်ဘူးအခုဒီအတွေးတွေဘာလို့ဖြစ်နေလဲဒီသက္ကသံကိုနားထောင်နေလို့ဖြစ်တာအကြောင်းပေါ့နော်ဒီစကားတန်ကဘာလို့ကြားရတော့ဒီတကာကြီးတွေပင့်လို့တရားဟောလို့ဒီအတန်ကြားရဒါတွေ့ရကြုံရကိုဘုံဘုံကပြောလိုက်တာပါအကုန်လုံးကဖြစ်နေတဲ့မြတ်ဟာအကြောင်းကျိုးပဲနားထောင်တော့ကြားရတယ်ကြားရတော့တွေးမိတယ်တွေးမိတော့ခံစားရတာတွေရှိတယ်နားလည်မိတာတွေရှိတယ်နားလည်ရင်နားလည်တဲ့လောက်အလွန်မှကျဉ်တတ်တယ်နှစ်သက်တယ်စိတ်တိုင်းကြတယ်ဆိုတော့ပီတိဟာလည်းဖြစ်ကိုဖြစ်တယ်သဘောပေါက်လားအဲ့ဒါဘယ်သူလို့ဖြစ်တာတော့ဘယ်သူလို့တာမှမဟုတ်သူ့အတူရှေ့ရဖြစ်เสียအကြောင်းရှိတော့ဖြစ်သွားတာပဲသဘောပေါက်ရလားအဲ့ဒါကိုသိလို့ရှိရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်အသေးစိတ်သိချင်ရင်တော့ပရိစ္ဆေသမုပ္ပါဒ်ကိုလေ့လာအောင်နော်ဖန်ဆင်းထားလို့ဖြစ်နေတာမဟုတ်အကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးအကြောင်းအကျိုးသဘာဝတွေလို့သိတာအသိရဲ့ level 3ကိုရောက်သွားတယ်နော်ဟောဒီလူတွေအကောင်းအဆိုးမျိုးမျိုးဖြစ်နေကြတာသူတို့ရဲ့စိတ်ထားနဲ့တန်တာကိုသူတို့ရနေတာလို့မြင်တယ်ပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးဒါတွေဟာယုတ်တည်နံတွေသဘာဝတရားတွေလို့မြင်တယ်ဒါတွေကလည်းဖန်ဆင်းလို့ဖြစ်နေတာမဟုတ်ဘူးအကြောင်းမဲ့ဖြစ်နေတာမဟုတ်အကြောင်းကျိုးသဘောတွေလို့မြင်တယ်၃ဆင့်ရှိပြီနော်နောက်၄ဆင့်မြောက်အဲ့ဒါဘာပြောတော့ဆိုဒီအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝတရားတွေဟာအနိစ္စဒုက္ခအနတ္တဖြစ်တယ်လို့မြင်တာဒါကိုလက္ခဏာရေး၃ပါးလို့ခေါ်တယ်နော်လက္ခဏာဆိုတာတိကြောင်းအမှတ်အသားကိုပြောတာရုပ်တည်နံနေလို့တိဖို့အတွက်အမှတ်အသားရေး၃ခုဆိုလိုတာကယုံနာမှန်လို့ရှိရင်အနိစ္စပဲဒုက္ခအနတ္တအနိစ္စဆိုတော့ဘာပြောတာတော့အချိန်တိုင်းပြီးသွားတဲ့သဘောကိုပြောတာကျွတ်တို့ထိန်းထားလို့မရဘူးသိမ့်ထားလို့လည်းမရဘူးတွေ့ကြုံနေရတဲ့အတွေ့အကြုံတွေအကြောင်းအမျိုးမျိုးကြောင့်ကျွတ်တို့အသစ်အတွေ့အကြုံတွေကိုအမြဲတမ်းတွေ့ကြုံနေရတယ်အခုလည်းတွေ့ကြုံနေတာပဲနော်မြင်ရတယ်ဘုန်းကြီးကရှေ့ကမိုက်ကင်ပြီးတော့ပြောနေတယ်အတန်တွေကြားရတယ်အဲ့ဒီအတန်တွေရဲ့ဘုန်းဘုန်းတို့ကအတိတ်ပဲအမျိုးမျိုးပေါ်တယ်အတွေ့မျိုးစုံနဲ့ဘုန်းဘုန်းတို့ကအလုတ်လုတ်နေတဲ့စိတ်ထဲမှာစက်ကြီးတစ်လုံးအလုတ်လုတ်တယ်လို့အလုတ်လုတ်နေတယ်ဟုတ်လားအဲ့ဒီအတွေ့အကြုံဆိုတဲ့သဘာဝတရားတွေဟာဖြစ်ပြီးရင်ဖြစ်ရမှာလည်းပြီးသွားတယ်ပြန်ထုတ်ကြည့်ရင်လို့သူရှိမနေတော့အနိစ္စကိုစာကဘယ်လိုအိဗယ်ဖွင့်တာတော့ဟုတ်တဝါအဘာဝတော်ဖြစ်ပြီးရင်မရှိတော့လို့အဲ့ဒါအနိစ္စလို့ခေါ်တာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ကြိုက်တာပဲဖြစ်ဖြစ်မကြိုက်တာပဲဖြစ်ဖြစ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတဲ့သဘာဝတရားမျိုးစုံတို့သည်ဖြစ်သွားတော့ပြီးဆုံးသွားတယ်ဒီလိုနဲ့ပြီးခဲ့ရတာနော်မနေ့ကဖြစ်ခဲ့တဲ့ကိစ္စမနေ့ကပဲပြီးခဲ့ရတယ်ဒီနေ့ထိပါမလာဘူးမနေ့ကဖြစ်ခဲ့တဲ့ကိစ္စမနေ့ကပဲပြီးတယ်အခုချိန်ထိလိုက်မလာဘူးဒါကိုမြင်ရမယ်အနိစ္စအဲ့ဒါခက်စိတ်ကလေးမြင်နေတယ်ဆိုတော့သတိပဋ္ဌာန်ဘာဝနာကိုပွားပေါ့နော်ပစ္စုပန်တိုင်းကိုအတိအမှတ်ပြုပစ္စုပန်ဖြစ်ရတိုင်းကိုသတိထားပြီးကြည့်ဝင်လေထွက်လေလေးကစပြီးတော့နော်မြတ်စွာဘုရားလေ့ကျင့်ခိုင်းတယ်ဝင်လေထွက်လေကိုတိတဲ့လုပ်ငန်းကစပြီးလေ့ကျင့်ခိုင်းတယ်ရည်ရွယ်ချက်ကဘာလဲဆိုတော့အမြဲတမ်းပြီးဆုံးသွားနေတာကောင်းတာကြီးကလည်းဒီလောက်ကြီးမဟုတ်မကောင်းတာကြီးကလည်းဒီလောက်ကြီးမဟုတ်ကောင်းလို့လည်းပဲစိတ်ရဲ့မက်မောမှုကအကြီးကျယ်ဖြစ်မလားဆိုးလို့လည်းပဲစိတ်ရဲ့မကျေနပ်ချက်ကြီးကအကြီးကျယ်ဖြစ်မလားလောဘဒေါသကိုထိန်းနိုင်သိမ်းနိုင်တဲ့နီလန်းပဲဒါနားလေသလိုလေးပြောကြည့်တာနော်ဟုတ်လားအတိညာဉ်ရဲ့၄ခုမြောက် level ကိုပြောနေတာနော်ပါတယ်တော့အနိစ္စဒုက္ခအနတ္တအချိန်တိုင်းပြီးဆုံးနေတဲ့သဘောပဲကျွတ်တို့ကြိုက်တာမကြိုက်တာ तू မသိဘူးကျွတ်တို့သူ့ကိုသဘောပေါက်တာမပေါက်တာ तू မသိဘူး तू လမ်းကြောင်း तू သွားတယ် तू ဘာလို့ तू ပျက်စီးနေတယ်အများနဲ့နောက်ထပ်အသစ်ဖြစ်နေဖြစ်စရာအကြောင်းရှိတော့ထပ်ဖြစ်နေတယ်ဖြစ်အောင်လဲကျွတ်တို့လှုပ်တာမဟုတ်ပြက်အောင်လဲကျွတ်တို့လှုပ်တာမဟုတ်အကြောင်းတရားပဲအကြောင်းတရားကြောင့်ဖြစ်တယ်ပြီးတော့ဒီဟာကအကြောင်းတရားကိုကစားပြက်တက်တဲ့သဘောဖြစ်တဲ့အတွက်ကြောင့်သူ့ကြောင့်ဖြစ်လာတဲ့အကျိုးရလက်ကလည်းသေချာမောပြက်တယ်သူကနန္ဒကောဝါဒသုတ်တံဆိုတာရှိတယ်အနိစ္စကိုသိဖို့အတွက်ဥမာပေးတာပေါ့သစ်ပင်ကြီးတစ်ပင်ရဲ့အမြစ်ကလည်းမမြဲဘူးပင်စီကလည်းမမြဲဘူးအခက်အလက်ကလည်းမမြဲဘူးတဲ့အရိပ်ကိုကြမှာမြဲတယ်လို့ပြောလို့ရမလားတဲ့အဲ့ဒါပြောတာနော်ခြီဟာလည်းမမြဲဘူးမီးစာလည်းမမြဲဘူးမီးတောင်ဟာလည်းမမြဲဘူးမီးရောင်ကိုကြမှာမြဲတယ်လို့ပြောလို့ရမလားအဲ့ဒါလေးပို့ပြီးတော့ရှင်းတယ်နော်ဥမာစီမီးတောင်ကလေးခြီကလည်းတောင်းနေတယ်များဖြက်နဲ့ကုန်းနေတယ်မီးစာကလည်းဘာတော့ကုန်းလိုက်တယ်အဲ့လိုဆိုရင်မီးတောင်ဟာလည်းအမြဲတမ်းအစ်စ်ဆိုတာထင်ရှားတယ်
စီလည်းမမြဲမီးစားလည်းမမြဲမီးတောက်လည်းမမြဲမီးတောက်ကြောင့်ဖြစ်လာတဲ့မီးရောင်ကိုကြမှာမြဲတယ်လို့ပြောမလားပြောတယ်ဘာကိုပြောတာတော့မျက်စိလည်းမမြဲဘူးနားလည်းမမြဲဘူးနော်အာယုန်တွေကိုသိနိုင်တဲ့ဒီ द्वार ပေါ့နော်အဲ့ဒါလည်းမမြဲပါပဲနဲ့အဲ့ဒါတွေကြောင့်ဖြစ်လာတဲ့အကောင်းအဆိုးခံစားချက်ဝေဒနာတွေကိုချမ်းသာခြင်းဆင်းရဲခြင်းတွေကိုကြမှာမြဲတယ်လို့ပြောရင်ရမလားမရဘူးဆိုလိုတာကအကြောင်းတရားဟာအနိစ္စဆိုရင်အကျိုးရလဒ်ဟာလည်းအနိစ္စပဲဖြစ်တယ်ဟုတ်လားဒီဖြစ်စေတဲ့အရာကမမြဲတဲ့အရာဖြစ်တော့သူဖန်ဆီးထားတဲ့သူဖန်တီးလိုက်တယ်လို့ဒါတင်စားပြောတာနော်သူကြောင့်ဖြစ်တဲ့အရာလည်းဘယ်လိုမှအမြဲနိုင်သေမဲ့မိဘမွေးတဲ့သားသမီးကသေကိုသေမှာပဲသေမျိုးအသေးကိုပဲဆက်ဆက်ပြီးတော့ဖြစ်စေတယ်ဒီသဘောကိုပြောတာနော်ဒါဘာလို့ဘုံဘုံအဓိပ္ပာယ်ဖွင့်တာအနေစာအဲ့ဒီအနေစာကိုကောင်းကောင်းနားလည်ပြီးဆိုရင်ဒုက္ခကိုရိပ်မိလာလိမ့်မယ်ဒီနေရာမှာဒုက္ခဆိုတာကဒုက္ခဝေဒနာရာမှာပြောတဲ့ဒုက္ခမဟုတ်ကောင်းကောင်းဆိုးဆိုးအကုန်လုံးကပျက်စီးသွားလို့ကိုပြီးဆုံးသွားလို့ကိုကျင့်တဲ့ဆရာတွေမဟုတ်ဘူးလို့နားလည်တာဒုက္ခနော်အဲ့ဒီအနေစာဒုက္ခဖြစ်တာကိုဘုန်းတို့ရဲ့ပင်ကိုယ်စိတ်ကကြိုက်ကိုမကြိုက်ဘူးဘုန်းတို့ရဲ့ပင်ကိုယ်စိတ်ကဒီတိုင်းလေးပဲဖြစ်နေခြင်းတယ်ပို့ပြီးတော့ကောင်းခြင်းတယ်ဘုန်းတို့ရဲ့စိတ်ကလေးကဘာလို့တောင်းတတာတော့နေစာနဲ့ဒုက္ခကိုတောင်းတတာနော်ဒီတိုင်းလေးပဲနေတယ်ဒီမိသားစုလေးနဲ့ဒီပိုင်ဆိုင်မှုနဲ့ဒီအခြေအနေလေးပြောင်းကုန်ပြောင်းခြင်းဟုတ်တယ်မဟုတ်လားရမလားအဲ့ဒါမရဘူးနော်စိတ်ကနေစာဖြစ်ခြင်းနဲ့ဒုက္ခဖြစ်ခြင်းနဲ့သဘာဝတရားကအဲ့ဒီအစွမ်းတတိပါကိုပါမလားဘူးအနေစာပဲဒုက္ခပဲဥစ္ဆန္ဒကိုလိုက်လျောဖို့မပြောနဲ့သဘာဝတရားဟာတိကိုတိမနေဘူးအဲ့ဒါပဲပြောတာနော်အနတ္တဆိုအဲ့ဒါကိုပြောတာဟုတ်သူသွားတယ်ဟုတ်လားအဲ့ဒီအနေစာဒုက္ခအနတ္တကိုသိရင်သိခြင်းရဲ့ level ပဲရောက်သွားပြီတော့၄ခုမြောက်ရောက်သွားတယ်နော်နောက်ဆုံးအတိရတော့ဘာတော့ဆိုတော့သစ္စာလေးပါးကိုသိတာအဲ့မညာအဲ့ဒါကျတော့ဘုံဘုံတို့ကနားလည်အောင်ရှင်းပြဖို့မလွယ်တော့ဘူးဟုတ်လားကိုယ်လည်းပဲမရဘူးမသိဘူးစာလိုပဲပြောရမှာနော်ဒုက္ခသစ္စာကိုပိုင်းခြားသိတယ်ယုံနာကိုဆင်းရဲလို့တကယ်သိသွားတကယ်သိသွားတဲ့အခါကျတော့ဆင်းရဲလို့တကယ်သိပြီဆိုရင်ဆင်းရဲလို့ तू သိတဲ့အရာကြီးရဲ့ပုံမှာလိုချင်မမောမှုဆိုတာဖြစ်เสียအကြောင်းမရှိဘူးဆင်းရဲလို့သိရင်လောဘဟာသူ့အဆင့်နဲ့သူအဆင့်ဆင့်ငြိမ်းရတယ်အဲ့ဒီလောဘငြိမ်းပြီဆိုရင်လောဘကြောင့်ဖြစ်မဲ့ဒုက္ခတွေပူလောင်မှုပင်ပန်းမှုတွေလည်းဘာဖြစ်သွားမှာလို့ငြိမ်းသွားမယ်အဲ့ဒါဒီပင်လည်းនិရောဓသစ္စာကိုမျက်မှောက်ပြုပြီးသားဖြစ်တယ်ပေါ့ဆင်းရဲတဲ့အရာကိုဆင်းရဲတယ်လို့သိတာကိုပဲတမာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီတမာဒိဋ္ဌိဖြစ်ပြီဆိုရင်ဘက်ကင်၈ပါးအကုန်လုံးနောက်ကတန်းပြီးတော့ဖြစ်တယ်ကျန်တဲ့ဘက်ကင်9ပါးဟုတ်လားလို့ဆင်းရဲကိုဆင်းရဲလို့သိတာကိုကမက်ကင်ကိုပွားများပြီးသားဖြစ်သွားတယ်ပေါ့တိပယ်ဆိုင်ပွားဆိုအဲ့လိုပြောတာနော်သိတဲ့သိလိုက်တာကိုသိတဲ့အခါမှာပယ်တဲ့ပယ်လိုက်တဲ့အရာကိုပယ်ပြီးသားဖြစ်သွားတယ်ရောက်တဲ့ရောက်ထိုက်တဲ့အရာကိုလည်းဆက်ရောက်ပြီးသားဖြစ်သွားတယ်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလည်းလှုပ်ပြီးသားဖြစ်သွားတယ်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ဆိုဘာကိုပြောတာတော့အမှန်သိတဲ့အလုပ်ကိုပြောတာသိတဲ့သိလိုက်တဲ့အလုပ်ဆိုတာဘာကိုပြောတာတော့ဘဝရဲ့ဆင်းရဲတဲ့သဘာဝအမှန်ကြီးကိုသိဖို့ပြောတာပယ်တဲ့ပယ်လိုက်တဲ့အရာဆိုတာဘာကိုပြောတာတော့လောဘကိုပြောတာဆက်ရောက်တဲ့ဆက်ရောက်ထိုက်တဲ့အရာဆိုတာဘာကိုပြောတာတော့နိဗ္ဗာန်တတ်အငြိမ့်တတ်ကိုပြောတာငြိမ်းရှင်စိတ်ရှိဖို့လိုတယ်နော်ငြိမ်းရှင်စိတ်ရှိဖို့ဆိုတာကမီးတောက်နေတာဟဲ့ပူးနေတာဟဲ့လောင်းနေတာဟဲ့လို့သိမှငြိမ်းရှင်စိတ်ကလာမှာနော်ပူလို့ပူမှမသိသေးတဲ့လူတယောက်ကငါငြိမ်းချင်ပါတယ်ဆိုတော့ဘလို့နားလဲရမှာတော့ဘလို့နားလဲရမှာတော့ကျွတ်တို့ရဲ့အဆင့်ကမီးငြိမ်းတဲ့အဆင့်ကိုမပြောနဲ့မီးတောက်လို့တောက်နေမှာကိုမသိသေးဘူးတချို့ကမီးငြိမ်းနေပါပြီတရားတွေရနေပါပြီဆိုတဲ့ကိစ္စကိုလွယ်လေးဝန်ခံနေကြတယ်အံ့ဩလို့မဆုံးဘူးနော်မီးငြိမ်းဖို့မပြောနဲ့ပါတော့မီးတောက်နေတာကိုတောက်နေမှမသိသေးဘူးဟုတ်လားနော်အခုတောက်နေတာကိုတောက်နေမှသိဖို့လိုတယ်နော်ဘဝကမြတ်စွာဘုရားဘဝဟာမီးတောက်မီးလျံပဲလို့ဒီတိုင်းဟောတာဟုတ်လားဒါကိုကျွတ်သိပြီလားမသိသေးဘူးသိအောင်လုပ်ဖို့အတွက်နေလည်းမရှိဘူးလားရှိတယ်အဲ့ဒါကဘာလို့ဆိုတော့မဂ္ဂင်၈ပါးနော်တတိပဋ္ဌာန်တရားနော်တတိပဋ္ဌာန်တရားပွားများခြင်းဟာအခြေအနေမှန်ကိုနားလည်ဖို့အတွက်တနည်းအားဖြင့်သစ္စာဆိုတဲ့အမှန်တရားကိုသိဖို့အတွက်ရသော်ဘုရားပေးခဲ့တဲ့နိလန့်ပဲဟုတ်လားအဲ့ဒါစောစောကဘုံဘုံကသိခြင်းမသိခြင်းဆိုတာကိုသစ္စာတန်ရုံမှလာတဲ့ကောတိကာမသုတ်တံကိုအခြေခံပြီးတော့ဟောမယ်လို့ဘုံဘုံကပြောတာဂျားထဲမှာရှင်းပြစရာလေးတွေကလွယ်နဲ့နားလည်မဲ့အကြောင်းအရာမဟုတ်တဲ့အတွက်ကြောင့်နည်းနည်းအားစိုက်လိုက်ရတော့အချိန်ကတော်တော်ကုန်သွားတယ်တဏှာကြီးကနည်းနည်းကျော်သွားပြီနော်အဲ့တော့ကောတိကာမသုတ်တံဆိုတာက
ရသော်ဗျာကောတိဆိုတဲ့ရွာမှာဝိဇ္ဇီတိုင်းကောတိဆိုတဲ့ရွာမှာသတင်းသုံးတုံးကဟောခဲ့တဲ့ဒေသနာပေါ့တိတိကျကျလေးဖြစ်အောင်ဘုံစာရွက်လေးနဲ့ရေးတယ်ယဟန်တွေကိုမြတ်စွာဘုရားဟောတာယဟန်တို့တဲ့တင်တို့ရောငါရောသစ္စာလေးပါးကိုမသိခဲ့တဲ့အတွက်ကြောင့်အလွန်ရှည်လျားတဲ့တန်တရားတစ်လျှောက်လုံးဒုက္ခတွေဖြစ်ခဲ့ကြတယ်ဘဝဖြစ်တာကိုဒုက္ခဖြစ်တယ်လို့ပြောတာနော်ကိုကျွတ်တို့ဘာဖြစ်နေတာတကယ်ကဒုက္ခဖြစ်နေတာဘာလို့ဒီဒုက္ခတွေဆက်ဆက်ဖြစ်နေတာတော့အခုကကျွတ်တို့ကဒုက္ခဖြစ်တာကိုဖြစ်မှန်းမသိတဲ့အနေအထားမှာရှိနေသေးတာဒုက္ခဖြစ်နေတာကိုဖြစ်မှန်းသိတဲ့အနေအထားလေးကိုအခြေခံပြီးတော့နားထောင်မှဒီတရားတွေကပို့ပြီးတော့အရသာကရှိမှာဟုတ်လားဒီဒုက္ခတွေဘာကြောင့်ဖြစ်ခဲ့ရတာတော့မြတ်စွာဘုရားအဖြေဘယ်လိုပေးတာတော့သစ္စာလေးပါးကိုမသိခဲ့ပြောပုံလေးကလည်းရင်းရင်းနှီးနှီးပဲနော်သင်တို့ရောငါရောတဲ့မြတ်စွာဘုရားအဲ့လိုပြောတာနော်အခုကြတော့ငါဟာဟောဒီသစ္စာလေးပါးကိုသိတဲ့အတွက်ကြောင့်အဲ့ဒီဒုက္ခတွေအကုန်လုံးဟာရပ်ဆိုင်သွားပြီချုပ်ငြိမ်းသွားပြီအဲ့လိုမြတ်စွာဘုရားဟောပြီးတော့ခါထာနှစ်ပုဒ်မြတ်စွာဘုရားအဲ့ဒီမှာဟောတယ်စတုဏ္ဏရိယသစ္စာနဲ့ယထာဘုဒ္ဓအတ္တတနာတန်တိတံဒီကမတ္တာနံတာတုတာသွေဝဇာတိတုလေးပါးသောအရိယသစ္စာအရိယဆိုတဲ့စကားလေးစိတ်ရဲ့ဖြူရှင်မှုလို့အကြံဉာဏ်အဓိပ္ပာယ်အဲ့လိုနားလည်ထားအောင်နော်အဲ့ဒီဖြူရှင်မှုကိုဖြစ်စေတဲ့အမှန်တရားတနည်းအားဖြင့်အမှန်တရားကိုသိတဲ့အတွက်ကြောင့်ဖြူရှင်သွားကြတဲ့ပုံကိုယ်ကြီးတွေဖြစ်သွားကြတယ်အဲ့ဒီလိုဖြစ်အောင်ဆွမ်းဆောင်နိုင်တဲ့အမှန်တရားအဲ့ဒီအရိယသစ္စာ၄ပါးကိုတဲ့ယထာဘုဒ္ဓအတ္တတနာဟုတ်ဒီတိုင်းမှန်ဒီတိုင်းမသိကြမမြင်ကြတဲ့အတွက်ကြောင့်တာတုတာသွေဝဇာတိတုအမျိုးမျိုးသောဖြစ်ခြင်းတွေဘဝအမျိုးမျိုးကိုယ်ဖြစ်လိုက်နွားဖြစ်လိုက်နော်ငရဲခန္ဓာကိုယ်ဖြစ်လိုက်ပြိတ္တာဖြစ်လိုက်နတ်ဖြစ်လိုက်လူဖြစ်လိုက်ဖြစ်ခြင်းလိုဖြစ်နေတဲ့အနေအထားကိုပြောတာနော်တာတုတာသွေဝဇာတိတုအမျိုးမျိုးသောဖြစ်ခြင်းတရားတွေဟုတ်လားအဲ့ဒါတွေဟာတန်တိတံဒီကမတ္တနာအလွန်ရှည်လျားလာဆိုတော့ကာလပတ်လုံးဖြစ်ခဲ့ရတယ်။ဘာလို့ဖြစ်ခဲ့တာလဲတော့သစ္စာမသိခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးဟာဆင်းရဲဒုက္ခဆက်ဆက်ပြီးတော့ဖြစ်နေခြင်းပဲ။ဒါဝနားလေရမှာနော်။တာဏိဧတာဏိဒိဋ္ဌာဏိဘဝနိဋ္ဌိတမုဟတဥစ္စေနမူလဒုက္ခတဥစ္စေနမူလဒုက္ခတနတ္ထိတာဏိပုဏ္ဏဘောဒုတိယဂါထာလေးဆက်ပြော။တာဏိဧတာဏိဒိဋ္ဌာဏိအခုပြောခဲ့တဲ့သစ္စာ၄ပါးကိုသိလာမြင်လာတဲ့အတွက်ကြောင့်ဘဝနိဋ္ဌိတမုဟတပါဠိစကားလုံးလေးတွေရမ်းမြင်လို့ကြပါဘဝနိဋ္ဌိတမုဟတဘဝနိဋ္ဌိဆိုတာဘဝတွေဒီကိုရောက်အောင်ဆွဲဆောင်တတ်တဲ့ကျိုးဟုတ်လားနိဋ္ဌိကျိုးနော်ဘဝတွေကိုရစီတတ်တဲ့ဘဝနဲ့ကိုယ်နဲ့ကိုတော့မကွဲအောင်ဘဝဒီကိုဆွဲဆောင်သွားတဲ့ကျိုးနော်အဲ့ဒီကျိုးကိုတမုဟတပယ်နှုတ်ပြီးအမှန်တရားကြီးကိုသိတဲ့အတွက်ကြောင့်ဘဝဖြစ်စေတတ်တဲ့လောဘကြီးဟူသောကျိုးကိုပယ်နှုတ်ပြလိုက်တယ်။ဥစ္စေနမူလံဒုက္ခတဒုက္ခတဆင်းရဲရဲ့မူလံအရင်အမြစ်အကြောင်းတရားလောဘကိုပြောတာပါပဲ။ဒုက္ခရဲ့အရင်အမြစ်ဆိုတာဘာကိုပြောတာတော့လောဘကိုပြောတာနော်။အဲ့ဒီလောဘကိုဥစ္စေနဖယ်ပလိုက်ပြီတဲ့ဖြတ်ပလိုက်ပြီနော်။နတ္ထိဓာနေပုဏ္ဏဘောဒီအချိန်မှာငါဟာနောက်ထပ်ဘဝထပ်ပြီးတော့ဖြစ်เสียအကြောင်းရှိတော့ဒီကပြောတာတော့မြတ်စွာဘုရားပြောတာနော်သင်တို့ရောငါရောသစ္စာလေးပါအမှန်တရားကိုမသိခဲ့တဲ့အတွက်ကြောင့်အလွန်ရှည်လျားလာဆိုတော့ကာလပတ်လုံးအမျိုးမျိုးသောဘဝတွေအမျိုးမျိုးသောဒုက္ခတွေကိုရှင်ဆိုင်ခဲ့ကြရတယ်တွေ့ကြုံခဲ့ကြရတယ်ခုအဲ့ဒီသစ္စာလေးပါကိုသိတဲ့အတွက်ကြောင့်ဘဝကိုဖြစ်စေတတ်တဲ့လောဘတည်းဟူသောကျိုးကိုဘာဖြစ်တော့ချက်တောက်ပလိုက်ပြီပယ်နှုတ်ပလိုက်ပြီဒုက္ခရဲ့အရင်အမြစ်ဖြစ်တဲ့လောဘကိုလည်းပဲဖယ်ရှားပလိုက်ပြီဖြတ်တောက်ပလိုက်ပြီဒီအချိန်မှာငါဟာနောက်ထပ်ဘဝတစ်ခုဖြစ်เสียအကြောင်းရှိတော့ဟုတ်လားအဲ့ဒါသိခြင်းမသိခြင်းဆိုတာအဲ့ဒါကိုပြောတာဟုတ်လားဒါကြောင့်ဘဝမှာရှိခြင်းမရှိခြင်းကလည်းအရေးပါပါတယ်မပါဘူးမဟုတ်ပါဘူးသို့တော့ကျွတ်တို့ကဒီရှိခြင်းမရှိခြင်းလောက်ကိုပဲအရေးပါတာနဲ့ပဲဒီနာကိုရှေ့မတက်ဘူးအတန်းကမတက်ဘူးဖြစ်နေနော်ဘာရှိတယ်ဘာမရှိဘူးဒါပဲတွေးအဲ့တော့ရှိခြင်းမရှိခြင်းရဲ့အကြောင်းကိုလည်းဘုန်းဘုန်းတို့ဘာလို့သင်တော့နားလည်သင်တယ်ဒေသနာနဲ့အညီရှိခြင်းမရှိခြင်းရဲ့အပေါ်မှာမြတ်စွာဘုရားဘယ်လိုမြင်တယ်လဲမနကတော့ဘယ်လိုမြင်တာတော့ရှိရင်ပြောရတယ်လို့မြင်တယ်မြတ်စွာဘုရားတော့ဘယ်လိုမြင်တာတော့ရှိရင်ပူရတယ်လို့မြင်တယ်ပြောရတယ်လို့မြင်တာလည်းပဲသူ့အတိုင်းတာနဲ့သူမှန်တယ်ပူရတယ်လို့မြင်တာကတော့ပို့ပြီးတော့
မှန်တယ်ဘာဖြစ်လို့ပိုးမှန်တယ်လို့ပြောရတာတော့နှမ်းတောင်ထဲမှာနှမ်းဖြူလေးကလင်္ကားစီလောက်ပဲပါမယ်ကျန်တာတွေကအခုအနဲ့တေကြီးပဲဆိုရင်ဘယ်လိုပြောမှမှန်မှာတော့နှက်နဲ့တောင်ကြီးလို့ပြောမှမှန်မှာပေါ့နော်အဖြူကတော့မပြောပါတော့ဘူးပေါ့ဟုတ်လားအဲ့ဒါလေးတွေဘုံဘုံပြောရတယ်နော်ဒါရှိခြင်းမရှိခြင်းအဲ့ဒါလောက်တင်ဘုံဘုံတို့ရဲ့စိတ်ကိုကျင်လဲကျက်စားမနေစေဘဲနဲ့ဘယ်အဆင့်ကိုဆက်ပြီးတော့သွားမှာတော့တည်ခြင်းမတည်ခြင်းငါဘယ်လောက်တည်တော့ဘာရဲ့အကြောင်းကိုတော့အမှန်တရားရဲ့အကြောင်းဘာရဲ့အမှန်လဲလို့မေးရင်ဘဝရဲ့အမှန်တရားကိုဘုံဘုံတို့အဆင့်ဘယ်နှဆင့်လောက်ပြောလိုက်တော့9ဆင့်ပြောလိုက်တယ်နော်ဘဝတွေကဘာလို့ဆက်ဖြစ်နေတာတော့လောဘကြောင့်ဖြစ်တယ်အဲ့ဒီလောဘဘာကြောင့်ဖြစ်တော့ဝိဇ္ဇာကြောင့်ဖြစ်တယ်ဟုတ်ပြီအဲ့လိုဆိုရင်ဘဝထဲမှာအကောင်းတွေအဆိုးတွေကဇူဝစီရင်နေတာတော့ကိုယ်စိတ်ထားလေးကိုယ်စေတနာလေးဒါအခြေခံကြသောအမှန်တရားဒါပဲနော်ကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတာအဲ့ဒါပဲပြီးရင်ဘုန်းတို့ဗာသိရမှာတော့ပုဂ္ဂိုလ်တ attva မရှိယုံနာသဘာဝတရားတွေပဲဖြစ်နေတာလို့သိရတယ်ဒါတွေကလည်းဖန်ဆင်းလို့ဖြစ်နေတာမဟုတ်အကြောင်းပဲဖြစ်နေတာမဟုတ်အကြောင်းအကျိုးသဘာဝတွေလို့သိရမယ်ဒီအကြောင်းအကျိုးသဘာဝတွေဟာအနိစ္စဒုက္ခအနတ္တတွေလို့သိရမယ်ပြီးရင်ဗာဆက်သိရလို့သစ္စာ၄ပါးကိုထုတ်ထွင်းပြီးတော့သိအောင်ဆက်ကြိုးစားမယ်အဲ့တော့သစ္စာ၄ပါးကိုသိဖို့ဆိုလို့ရှိရင်၄ခုမြောက်အသိဖြစ်တဲ့ဝိပဿနာဉာဏ်ပေါ့နော်အနိစ္စဒုက္ခအနတ္တကိုသိတဲ့ဉာဏ်ကိုရင့်တန်အောင်ဘုန်းဘုန်းတို့ဟာပွားများကြမယ်ဘယ်နီလန်းကိုအသုံးပြုပြီးတော့ပွားမှလဲလို့မေးရင်တတိပဋ္ဌာန်နီလန်းကိုအသုံးပြုပြီးတော့ပွားများကြမယ်ပြစ္ဆုတ်ပံဖြစ်တိုင်းသောယုံနာသဘာဝအတွေ့အကြုံတွေကိုအမြဲတမ်းတတိထားတဲ့အလေးအကျင့်တတိထားပါများရင်နားလည်လာမယ်နားလည်မှများလာလို့ရှိရင်ကျွမ်းကျွမ်းကျင်ကျင်ကိုသဘောပေါက်လာမယ်နောက်ဆုံးသူကဘာဖြစ်တော့ကောင်းကောင်းဆုံးဖြတ်ချက်ချနိုင်တဲ့အချိန်မှာဘုန်းဘုန်းတို့ရဲ့အသိဉာဏ်အကူရတဲ့အဆင့်ကိုရောက်သွားမယ်ဒီသဘောကိုပြောတာနော်ဒါကြောင့်ရှိခြင်းမရှိခြင်းဆိုတာကိုနော်နားလည်နေုံမျှနဲ့မကျင်တတ်နဲ့လို့ပြောချင်တာဘာလို့ဘုန်းဘုန်းတို့ဆက်ပြီးတော့နားလည်ဖို့ကြိုးစားမှာတော့သိခြင်းမသိခြင်းကိုနားလည်အောင်ရှိခြင်းမရှိခြင်းကိုတောင်နားလည်တာကျွန်တော်ကအပေါ်ယံဆန်ဆန်လောက်ပဲနားလည်တာပါဟုတ်လားအဲ့ဒါကိုဒေသနာနဲ့အညီလေးလေးနဲ့လေးနားလည်တဲ့အဆင့်မလို့မလို့မြင့်တင်ရမယ်ပေါ့နော်ဒါကြောင့်ရှိခြင်းမရှိခြင်းဆိုတာလေသိခြင်းမသိခြင်းကိုပို့ပြီးတော့အလေးနဲ့ထားပြီးတော့သစ္စာတရားကိုသိအောင်ကြိုးစားနိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြတယ်ကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်တရားတပည့်တော်တို့ဒီမဲ့ညာဘုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း